သူသားဖူးလူလန်းကြားနဲ့မတ်မုံရဲ့လန်းကြားကိုမသွားခဲ့ဘူးရင်ရှင်ပလင်းလန်းကြားလေးကအလုံးမီးမောင်ပြီးကျင်းမြောင်းနေဆိုတာချမ်းပင်အန်နားလေလာမှာမဟုတ်ဘူးဒါပေမဲ့မျက်ဖက်နဲ့စီထားတဲ့လူငယ်လေးကတော့စိတ်ပြက်နေတယ်လို့မခံစားခဲ့ရဘူးသူ့အတွက်တော့တတောင့်တတရှိနေခဲ့တယ်လူငယ်လေးကပြုံးပြီးလက်နှစ်ဖက်ကိုစမ်းထုတ်လိုက်တယ်သူကအဝါရောင်ရွှွနိုင်ရန်ကိုလက်ဝါးနဲ့နှစ်ချက်ထိကြည့်လိုက်တယ်လွန်ခဲ့တဲ့3-4နှစ်လောက်ကတော့ချမ်းပင်အန်ကအဲ့ဒီရွှွနိုင်ရန်ကိုသူ့ရဲ့လက်ညှိုးလေးနဲ့ပဲထိနိုင်တယ်ဆိုတာမမိနေသေးတယ်သူတကားကိုရောက်လာတဲ့အချိန်မှာခြံဝန်းတကားကပွင့်နေတာကိုတွေးလိုက်ရတယ်သူဓာပြတိုက်ခံရပြီလို့တွေးလိုက်မိတဲ့အချိန်မှာခြံဝန်းထဲကိုမြင်ပြေးဝင်လိုက်တော့တောပိတ်ထားတဲ့တကားကိုနောက်ကျောမိနေတဲ့အရက်ရှိရှိလူငယ်လေးတယောက်ကိုမြင်လိုက်ရတယ်သူ့ပုံစံကပြင်းရင်နေပုံနဲ့တန်းဝေနေခဲ့တယ်ချမ်းပင်အန်ကိုမြင်လိုက်တဲ့အချိန်မှာသူလည်းထိုင်နေရာကနေထပ်လာပြီးချမ်းပင်အန်စီကိုပြေးလာခဲ့တယ်သူကချမ်းပင်အန်ရဲ့လက်ကိုကင်ပြီးအိမ်စီကိုဆွဲခေါ်သွားခဲ့တယ်သူကအတန်တိုးတိုးနဲ့ပြောလိုက်တယ်မြင်မြန်တကားဖွင့်ပေးဦးနားမှာမင်းကိုပြောစရာအရေးကြီးကိစ္စရှိတယ်ချမ်းပင်အန်ကအဲ့ဒီလူငယ်ရဲ့လက်ထဲကနေမလွတ်မြောက်နိုင်လို့အတွင်းထဲကိုဆွဲခေါ်ခံလိုက်ရတယ်သူထက်နှစ်ပိုကြီးတဲ့အဲ့ဒီလူငယ်ကချမ်းပင်အန်ကိုမြင်မြန်လွတ်ပေးလိုက်ပြီးချမ်းပင်အန်ရဲ့တက်သားအိပ်ယာပေါ်မှာခြေဖွင့်နှင်းသွားခဲ့တယ်သူကနယံကိုနားနဲ့ကပ်ပြီးတစ်ဖက်ခန်းကအတန်ကိုနားဆွနေခဲ့တယ်ချမ်းပင်အန်ကစိတ်ဝင်စားနဲ့မေးလိုက်တယ်ရှိုရှမ်းရန်ဘာတွေလုပ်နေတာလဲအဲ့ဒီလူငယ်ကတော့ချမ်းပင်အန်ရဲ့စကားကိုမကြားချင်အောင်ဆောင်ထားတယ်နာရီဝက်လောက်ကြာပြီးနောက်ရှိုရှမ်းရန်ကပုံမှန်ပြန်ဖြစ်သွားတယ်သူကအလုံးရှုပ်ထွေးတဲ့အမူအရာနဲ့တစ်သားအိပ်ယာရဲ့အဆိုးမှာထိုင်လိုက်တယ်သူ့ပုံစံကစိတ်သက်သာရပြီးဝန်းနေနေတယ်လို့ထင်ရတယ်အဲ့ဒီအချိန်ကြမှသာချမ်းပင်အန်ကထူးဆန်းတဲ့အရာတစ်ခုလုံးနေရဆိုတာရှိုရှမ်းရန်ကနားလည်သွားခဲ့တယ်သူကတကားအတွင်းထဲမှာစောင်းကြောင်ထိုင်နေပြီးခနာကိုကအပြင်ဘက်ကိုကုန်းလိုက်တယ်သူကလက်မအရွယ်ဖျောင်းတိုင်တစ်ခုကိုကင်ပြီးအဝါရောင်စာရွက်တစ်ခုကိုမိရှို့လိုက်တယ်ပြာတွေကတကားပြင်ဘက်မှာကျသွားခဲ့တယ်ချမ်းပင်အန်ရဲ့နှုတ်ဖျားကနေတစုံတစ်ခုရွတ်ဆိုနေပုံရတယ်ဒါပေမဲ့ရှိုရှမ်းရန်ကတော့အနေငယ်ဝေးနေသေးလို့အဲ့ဒီစကားကိုရှင်းရှင်းလင်းလင်းမကြားရဘူးရှိုရှမ်းရန်ကနဂါမီးဘိုကြီးကိုအုပ်ချုပ်ခဲ့ရတဲ့အဘိုးရောင်ရဲ့နောက်ဆုံးတစ်ပည့်ဖြစ်တဲ့ပါယာမီနီးပါတဲ့ချမ်းပင်အန်ကိုတော့အဘိုးရောင်ကသူ့တစ်ပည့်အဖြစ်လုံးဝအတိအမှတ်မပြုခဲ့ဘူးဒီနေရာမှာတစ်ပည့်တစ်ယောက်ကဆရာကိုရေနွေးမတိုက်ခဲ့ရင်ဒါမှမဟုတ်ဆရာကရေနွေးကိုမတောက်ခဲ့ရင်ဆရာတစ်ပည့်ဖြစ်မတတ်မှတ်နိုင်ဘူးချမ်းပင်အန်နဲ့ရှိုရှမ်းရန်တို့ကအိမ်နီးချင်းတွေမဟုတ်ကြဘူးသူတို့ရဲ့အိမ်တွေကအချင်းချင်းအတော်လေးဝေးတဲ့ရှိုရှမ်းရန်ကချမ်းပင်အန်ကိုအဘိုးရောင်နဲ့မိတ်ဆက်ပေးခဲ့တာကသူတို့ရဲ့ကြားထဲမှာအကျွေးတစ်ခုရှိနေလို့ပဲဖြစ်တယ်ရှိုရှမ်းရန်ကမြို့ငယ်လေးထဲမှာလူဆိုးလေးတယောက်ဖြစ်ခဲ့တယ်သူ့အဘိုးမတည်သေးခင်ချိန်ကတော့အ ਨੇ ဆုံးသူ့မိသားစုထဲမှာသူ့ကိုဂယူးဆိုင်နေရဲ့အကြီးအကဲတယောက်ရှိသေးတယ်သူ့အဘိုးတည်ဆုံးသွားပြီးနောက်အသက်23ရွယ်မှာလူငယ်တယောက်လိုအရက်ရှည်တဲ့သူကအိမ်နီးနားချင်းတွေကိုခေါင်းကိုက်စေနိုင်တဲ့မကောင်းဆိုးအားတစ်ကောင်ဖြစ်လာခဲ့တယ်နောက်ပိုင်းမှာတော့ဘာကြောင့်မှမသိပေမဲ့ရှိုရှမ်းရန်ကလူမိသားစုကလူငယ်တစ်ဖွဲ့ကိုရန်စမိခဲ့တဲ့ရလိုက်အနေနဲ့သူ့ကိုရှင်ပလင်းလန်းကြားထဲမှာချောင်းပရိုက်နှက်ခံခဲ့ရတဲ့ပြိုင်ဘက်တွေကသွေးဆူနေတဲ့လူငယ်လေးတွေချစ်ကြတဲ့အတွက်တိုက်ခိုက်မှုရဲ့အခြေအနေကိုဂယူးမဆိုင်ခဲ့ကြဘူးတိတ်မကြခင်ရှိုရှမ်းရန်ကသွေးရန်လိုက်ရတဲ့ရှင်ပလင်းလန်းကြားထဲမှာမိသားစု10ခုကျော်နေထိုင်ကြတယ်သူတို့အများစုကတော့အစင်းနှိပ်လက်မှုပညာရှင်တွေချစ်ကြပြီးနဂါမီးဖော်ငယ်လေးတွေမှာအသက်ရှင်နေထိုင်ဖို့အတွက်တောင်းဆိုနေရသူတွေချစ်ကြတယ်အဲ့ဒီအချိန်မှာစောကြည်ရှင်ကတော့လုံးဝမကြောက်ခဲ့ဘူးသူကနယံပေါ်မှာထိုင်ပြီးဝမ်းမြောက်ဝမ်းသာကြည့်နေခဲ့တယ်သူကတော့ကဘာကြီးပရိုဖီယက်ဖြစ်နေတာကိုမြင်ကျင်နေခဲ့တယ်နောက်ဆုံးမှာတော့ခြံဝန်းထဲကနေပိန်ပိန်ပါးပါးကလေးတယောက်ထွက်လာပြီးလမ်းကြားရဲ့ဝင်ပေါက်စီကိုပြေးသွားခဲ့တယ်သူကအတန်ကုန်အော်ဟစ်လိုက်တယ်လူတယောက်တေးနေပြီဒီမှာလူတယောက်တေးနေပြီတေးပြီးဆိုရဲစကားကိုကြားတဲ့အချိန်မှသာလူမိသားစုကလူငယ်တွေကတတိပြန်ဝင်လာကြတယ်ရှိုရှမ်းရန်ကတကိုယ်လုံးသွေးတွေပေပွားနေတာကိုမြင်တဲ့အခါအဲ့ဒီလူငယ်လေးတွေကအလွန်ကြောက်လန့်သွားခဲ့ကြတယ်သူတို့ကအချင်းချင်းကြည့်လိုက်မိကြပြီးရှင်ပလင်းလန်းကြားရဲ့တခြားတစ်ဖက်ကနေထွက်ပြေးသွားကြတယ်ဒါပေမဲ့ရှိုရှမ်းရန်ကသူ့တက်ကိုကယ်တင်ခဲ့တဲ့အဲ့ဒီကလေးကိုကျေးဇူးတင်ခဲ့ခြင်းမရှိဘူးအဲ့ဒီအစာရက်နှဲငယ်ကြတိုင်းဒီနေရာကိုရောက်လာပြီးသူ့ကိုအနိုင်ကျင့်တတ်တယ်အဲ့ဒီမိဘမဲ့လူငယ်လေးကအလွန်ခေါင်းမာတဲ့ရှိုရှမ်းရန်ကဘလောက်နိုင်ကျင့်နေပါစေသူကငွေလိုနေတာမျိုးမရှိတဲ့အတွက်အဲ့ဒီလူငယ်လေးကပိုပြီးဒေါသထွက်လာခဲ့တယ်။ဒါပေမဲ့တနစ်ကြာပြီးနောက်ချမ်းမျိုးရိုးမိဘမဲ့ကောင်လေးကဆောင်းရသည်မှာအသက်မရှင်နိုင်တော့ဘူးဆိုတာမြင်လိုက်ရတဲ့အချိန်မှာသူလည်းအတိတရားရလာခဲ့တယ်။ငကားမီးဘိုကြီးကဆရာတယောက်ရဲ့တပည့်တယောက်ဖြစ်နေခဲ့တဲ့လူငယ်လေးကအဲ့ဒီမိဘမဲ့ကလေးကိုငကားမီးဘိုကြီးစီကိုခေါ်သွားခဲ့တယ်။မြို့ငယ်လေးရဲ့အနောက်ဘက်ကနေတွားလိုက်မယ်ဆိုရင်မိုင်းပေါင်းများစွာရှည်လျားတဲ့နင်းတောင်လမ်းမကြီးတစ်ခုရှိတယ်။အသားမီးပြီးခြေတလုံးပလွေရိုးပဲရှိတဲ့အဲ့ဒီလူငယ်လေးကငကားမီးဘိုကြီးစီကိုဘလို့လျှောက်သွားနိုင်တယ်ဆိုတာရှိုရှမ်းရန်ကနားမလည်နိုင်သေးဘူး။ဒါပေမဲ့အဘိုးအယောင်ကချမ်းမင်အန်ကိုနေထိုင်ခွင့်ပြုခဲ့ရင်မဲ့သူတို့နှစ်ယောက်ကိုဆက်ဆံတဲ့ပုံစံကလုံးဝကိုကွဲပြားတယ်သူကသူ့ရဲ့နောက်ဆုံးတစ်ပတ်ရှိုရှမ်းရန်ကိုကစ်တင်ချိန်မောင်းပြီးရိုက်နှက်ပေမဲ့မြက်ကန်တယောက်ကတောင်သူ့ရဲ့သဘောထားကိုခံစားမိနိုင်ကြတယ်ဥပမာအနေနဲ့ပြောရရင်တော့တစ်ချိန်မှာသူကချိုရှမ်းရန်ကိုနဖူးပေါက်သွားအောင်ရိုက်ခဲ့မိတယ်အဲ့ဒီလူငယ်လေးရဲ့အရေးပြားကတော့အလိုမာကျောနေတဲ့အတွက်ဘာကိုမှခံစားမိခဲ့ခြင်းမရှိဘူးအဲ့ဒီအစားအဘိုးရောင်ကသာနောင်တရသွားခဲ့တယ်စကားနဲ့တဲ့အဘိုးကသူ့တပည့်ရှိမှမာကျောတဲ့အောင်ထင်မှတ်ရတယ်မျက်နှာဘူးလို့သူကစကားတခုမှမပြောခဲ့ဘူးရလက်အနေနဲ့သူကတညာလုံးနီးပါးအိမ်ထဲမှာခောက်တုံးခောက်ပြန်လမ်းလျှောက်နေခဲ့ပြီးရှိုရှမ်းရန်အတွက်စိုးရိမ်နေခဲ့သေးတဲ့အဆုံးမှာတော့သူကချမ်းပင်အန်ကိုခေါ်ပြီးရှိုရှမ်းရန်အတွက်လိမ့်စစ်တပူပေးခိုင်းလိုက်တယ်
နှစ်ပေါင်းများစွာအတွင်းမှာချမ်းပင်အန်ကိုအားကျနေခဲ့တယ်သူကချိုရှမ်းရန်ရဲ့စွမ်းရည်ခွန်အားနဲ့ကြောကြားမှုကိုအားကျနေတာမဟုတ်ဘူးချိုရှမ်းရန်ရဲ့အကြောက်လန့်ကင်းမဲ့နေမှုကိုအားကျနေတာပဲဖြစ်တယ်သူကဘယ်နေရာကိုသွားပါစေလွတ်လပ်ပေါ်ပါတယ်သူကတယောက်တည်းရှိနေရလို့ကြောက်လန့်မှုလည်းမရှိဘူးချိုရှမ်းရန်ကဘယ်နေရာကိုသွားပါစေအသားကျသွားတတ်ပြီးသူတို့နှစ်ယောက်ကအချင်းချင်းပကုံးဖက်ပြီးညီအကိုတွေလိုနေထိုင်ကြတယ်သူတို့ကနှစ်ယောက်တည်းဆော့ကစားတတ်တယ်သူ့အဘိုးရဲ့ကျမရေးချူချမှုကြောင့်ချိုရှမ်းရန်ကအသက်ငယ်ငယ်ကလေးကကိုအားကိုတက်ပြီးကလေးတွေရဲ့ဖရင်တယောက်ဖြစ်လာခဲ့တယ်သူကငါးဖမ်းမြေဖမ်းတာနဲ့နှစ်တိုက်နိုင်ရမှာအလွန်ကျွမ်းကျင်တယ်လို့လေးပစ်တာငါးများတာလေးကိုပစ်တာနဲ့နှစ်လောင်အိမ်တွေအသုံးပြုရမှာလဲကျွမ်းကျင်လာတယ်ချိုရှမ်းရန်ကအရာအလုံးကိုဘလို့လုပ်ရမယ်ဆိုတာတိနေပုံရတဲ့အထူးသဖြင့်တီကောင်တူးပြီးရွာပြင်ဘက်ကွင်းပြင်ထဲမှာငားများတာဖြစ်တယ်အဲ့ဒီလူငယ်လေးကမျိုးထဲမှာတော်ဆုံးလို့ပြောနိုင်တယ်အမှန်တမ်းပြောရရင်ချိုရှမ်းရန်ကိုရွာထဲမှာကြောင်းထားရမယ့်အချိန်မှာဆရာကြီးကနေမကောင်းဖြစ်နေတဲ့ချိုရှမ်းရန်ရဲ့အဘိုးစီကိုရောက်လာပြီးငွေကြေးတစ်ပြားတစ်ချက်မှမယူဘူးလို့ပြောခဲ့တယ်ဒါပေမဲ့ချိုရှမ်းရန်ကတော့လုံးဝသဘောမတူခဲ့ဘူးသူကငွေရှာခြင်းနေပြီးစာပေလေးလာခြင်းစိတ်မရှိဘူးလို့ပြောခဲ့တယ်သူ့နားမှာစာပေလေးလာမယ်ဆိုရင်လက်စာပြန်ပေးမယ်လို့ဆရာကြီးကပြောခဲ့ပေမဲ့ချိုရှမ်းရန်ကသဘောမတူခဲ့ဘူးအမှန်တမ်းပြောရရင်ချိုရှမ်းရန်ကကောင်းကောင်းမွန်မွန်နေထိုင်နိုင်ခဲ့တယ်အဖိုးရောင်တေဆုံးသွားခဲ့ပြီးနဂါးမီးဖို့ကြီးကပိတ်သွားခဲ့တဲ့အချိန်မှာတောင်နဂါးစီလန်းကြားထဲမှာရှိနေတဲ့ပတ်မဲဖို့ကသူ့ကိုရွေးချယ်ခဲ့သေးတယ်သူကမြို့ရဲ့တောင်ဘက်ပိုင်းမှာတဲအိမ်ငယ်လေးတစ်လုံးနဲ့မီးဖို့တစ်ခုကိုစတင်တိစောက်နေခဲ့တဲ့အတွက်အလွန်အလုံးများနေခဲ့တယ်ချမ်းပင်အန်ကဖျောင်းတိုင်ကိုမှုတ်လိုက်ပြီးစားပွဲပေါ်ကိုတင်လိုက်တာကိုရှိုရှမ်းရန်ကကြည့်နေခဲ့တယ်သူကအတန်တိုးတိုးနဲ့မေးလိုက်တယ်မင်းကမနက်ခင်းမှာထူးဆန်းတဲ့အတန်တွေကြားရလားချမ်းပင်အန်ကထိုင်ကုန်မှာထိုင်လိုက်ပြီးသူပြောမဲ့စကားကိုစောင့်နေခဲ့တယ်ရှိုရှမ်းရန်ကခါကြစဉ်းစားနေပြီးအနှဲငယ်ရှုပ်ထွေးစွာပြောလိုက်တယ်မနက်ခင်းကြောင်တကောင်အော်နေရဲ့အတန်မျိုးလေးချမ်းပင်အန်ကမေးလိုက်တယ်စုံကြည်ရှင်ကကြောင်တကောင်လိုအော်နေတာလားဒါမှမဟုတ်ချစ်ကွေးလားရှိုရှဲရန်ကမျက်ခုံးပစ်လိုက်မိပြီးသူနဲ့ဆက်ပြီးစော်ကစားခြင်းစိတ်မရှိတော့ဘူးသူကခုတင်မောင်မှာလက်နှစ်ဖက်ထောက်လိုက်ပြီးတတောင်စစ်ကိုခေပြေးချင်းကွေးလိုက်တယ်ပြီးနောက်သူကလက်မောင်းကိုဆက်လိုက်တဲ့အချိန်မှာတင်ပါကခုတင်နဲ့လွတ်သွားပြီးသူ့ခြေထောက်ကမြေပြင်နဲ့လွတ်သွားခဲ့တယ်သူ့ရဲ့တင်ပါကလေထဲမှာမြောက်နေခဲ့တယ်သူကနှုတ်ခမ်းကိုတွန့်ကွေးပြီးအနှဲငယ်ကြောက်စရာကောင်းစွာပြောလိုက်တယ်ဘာကိုချစ်ကွေးလဲအဲ့ဒါကဝန်ဂျူးလေစုံကြည်ရှင်ကငငယ်ကလေးကဟန်ရေးပြရတာကိုသဘောကျတယ်ချစ်ကွေးဆိုတဲ့နာမည်ကိုဘလို့မဲ့ခဲ့လဲဆိုတာငါလည်းမသိတော့ဘူးသူကအဲ့ဒီစကားလုံးရဲ့အတိတ်ပဲကိုတောင်ဒီယူမဆိုင်ခဲ့ဘူးဝန်ဂျူးကအရင်ဘဝမှာတခုခုအမှားလုပ်ခဲ့မိတယ်ထင်တယ်မဟုတ်ရင်သူကစုံကြည်ရှင်ရဲ့အနားမှာဒုက္ခလာခံရမှာမဟုတ်ဘူးချမ်းပင်အန်ကတော့သူ့စကားကိုလက်မခံခဲ့ဘူးအဲ့ဒီပုံစံအတိုင်းလုံးနေတဲ့ရှိုရှမ်းရန်ကနာကောင်းရှုံပြီးပြောလိုက်တယ်မင်းကတကယ်နားမလဲတာလားမင်းကဝန်ဂျူးကိုရေပုံးတပုံကူတယ်ပေးလိုက်တဲ့အချိန်မှာသူကမင်းကိုထပ်ပြီးစကားမပြောတော့တာဘာလို့လဲအဲ့ဒါစုံကြည်ရှင်းကြောင်ပဲပေါ့အဲ့ဒီကောင်ကတော်တော်သဘောထားသေးတယ်သူကဝန်ဂျူးကိုမင်းနဲ့မပတ်သက်ဖို့ချင်းချောက်ထားတာနေမှာပေါ့မဟုတ်ရင်မိသားစုစည်းမြင့်တိုင်းအပြစ်ပေးလိုက်မယ်သူ့ရဲ့ခြေထောက်ကိုချိုးပစ်မဲ့အပြင်သူ့ကိုရှင်ပလင်းလန်းကြားထဲမှာပစ်ထားနိုင်တယ်ချမ်းပင်အန်ကထပ်ပြီးနားမထောင်နိုင်တော့လို့ရှိုရှမ်းရန်ရဲ့စကားကိုခက်ပြောလိုက်တယ်စုံကြည်ရှင်းကသူ့အပေါ်မစိုးပါဘူးရှိုရှမ်းရန်ကဒေါသဓာကြီးပြန်ပြောလိုက်တယ်ကောင်းတာဆိုးတာကိုမင်းကဘာသိလို့လဲချမ်းပင်အန်ရဲ့မျက်လုံးတွေကကြည်လင်နေခဲ့တယ်သူကတိုးတိုးလေးပြောလိုက်တယ်တခါတရံခြံထဲမှာသူအလုံးလုံးနေတဲ့အချိန်စုံကြည်ရှင်းကထိုင်ကုန်မှာထိုင်ပြီးမှတ်တမ်းတွေကိုဖတ်ပြနေတယ်သူကမိုးကြည်ရှင်းကိုမြင်တဲ့အချိန်ခဏခဏပြုံးပြတတ်တယ်လေချိုရှမ်းရန်ရဲ့မျက်လုံးတွေကမိမ့်သွားခဲ့တဲ့ရုတ်တရက်ဆိုသလိုပါလာတဲ့တစ်သားကူတင်ကချိုရှမ်းရန်ရဲ့အလေးချိန်ကိုမခံနိုင်တော့ပဲနှစ်ချမ်းကျိုးကျသွားခဲ့တယ်သူကမြေပေါ်ကိုပြုတ်ကျသွားခဲ့တယ်ချမ်းပင်အန်ကမြေပေါ်မှာစောင်းကြောင်ထိုင်လိုက်ပြီးလက်နှစ်ဖက်နဲ့ခေါင်းကိုဖိလိုက်မိတယ်ပြီးနောက်သူကတပြင်းချလိုက်မိပြီးအတော်လေးခေါင်းကိုက်သွားသလိုခံစားနေရတယ်ရှိုရှမ်းရန်ကခေါင်းထောင်ကြည့်လိုက်ပြီးမတရက်လိုက်တယ်သူကတော့နောင်တရနေသလိုစကားမျိုးမပြောခဲ့ဘူးသူကချမ်းပင်အန်ကိုခြေထောက်နဲ့အသာအရာကန်ပြီးပြုံးလိုက်တယ်ဒါကဘာမှတန်ဖိုးမရှိတဲ့အိယာတစ်ခုပဲမဟုတ်လားနာကဒီနေ့မင်းအတွက်သတင်းကောင်းတစ်ခုယူလာခဲ့တာဘာပဲဖြစ်ဖြစ်မင်းရဲ့အိယာထက်တော့ပိုပြီးတန်ဖိုးရှိပါတယ်ချမ်းပင်အန်ကခေါင်းထောင်ကြည့်လိုက်တယ်ရှိုရှမ်းရန်ကဂုံယူစွာပြောလိုက်တယ်နားရဲ့ဆရာရွံမျိုးတဲကထွက်သွားပြီးတဲ့နောက်တောင်ပိုင်းမှာရှိတဲ့စမ်းချောင်းထဲမှာရေရင်းနဲ့တူးကျင်တယ်လို့ပြောတယ်သူ့မှာလူအင်အားမလုံလောက်တဲ့အတွက်အကူအညီခေါ်ချင်နေတယ်နာကမင်းเจ้าကိုတေချာပြောလိုက်ပြီးမင်းမှာရေရင်းတူးဖို့လုံလောက်တဲ့အင်အားရှိတယ်လို့လည်းပြောလိုက်တယ်ဆရာရှန်ကလည်းမင်းကိုနောက်နေ့ရက်ကြာရင်ခေါ်လာဖို့သဘောတူလိုက်တယ်ချမ်းပင်အန်ကချက်ချင်းမတက်ရက်လိုက်ပြီးသူ့ကိုကျေးဇူးတင်ဖို့ပြင်လိုက်တယ်ရှိုရှမ်းရန်ကလက်ကပြလိုက်တယ်ရက်လိုက်ငါ့ကိုကျေးဇူးတင်စရာမလိုဘူးရင်ထဲမှာပဲမှတ်ထားလိုက်ချမ်းပင်အန်ကရှုံးမဲ့သွားခဲ့တဲ့ရှိုရှမ်းရန်ကပပက်လေကိုလှည့်ကြည့်လိုက်တဲ့အခန်းရဲထောက်နေရမှာနားမြတဲ့တစ်ချောင်းပြတင်းပေါက်မှာလေးကိုတလက်နေရန်ပေါ်မှာတစ်သားလေးတစ်ချောင်းချိတ်ထားတယ်သူကတခုခုပြောချင်နေပေမဲ့စကားတခုမှမပြောခဲ့ဘူးသူကတကားပေါက်စီကိုရှောက်သွားနေရင်အဆောင်စာရွက်မိရှုရာကနေကြမ်းခဲ့တဲ့ပြာတွေကိုခက်ကြော်သွားခဲ့တယ်
ချမ်းပင်အန်းကအရက်ရှိလူငယ်လေးကိုလှည့်ကြည့်လိုက်တယ်အဲ့ဒီအချိန်မှာရှို့ရှမ်းရန်ကရုတ်တရက်ပြန်လှည့်လာပြီးချမ်းပင်အန်းကိုမျက်နှာချင်းဆိုင်လိုက်တယ်သူကခါလောက်အထိထိုင်ချလိုက်ပြီးသူ့ခြေထောက်ကမြေပြင်ကနေလွတ်သွားခြင်းမရှိဘူးသူကခြေလန်းနှဲငယ်လက်လိုက်ပြီးနောက်လက်သီးနဲ့ပြင်းထန်စွာထိုးလိုက်တယ်ပြီးနောက်လက်သီးကိုနောက်ကိုရုတ်သိမ်းလိုက်ပြီးနောက်ကျောကိုမမတ်လိုက်တယ်သူကကြဲလောင်စွာရဲပြီးပြောလိုက်တယ်နာကဒီလက်သီးတိုင်းကိုတစ်နှစ်လေးကျင့်မယ်ဆိုရင်လူတက်နိုင်လိမ့်မယ်လို့ဆရာရွံကငါ့ကိုဒီတန်ပြောခဲ့တယ်ရှို့ရှမ်းရန်ကကျင်းနေပုံမရဘူးသူကထူးဆန်းစွာတစ်ချက်ကန်ပြီးရဲလိုက်တယ်ဒါကပေါင်ကြားကိုကန်ရတဲ့ကန်ချက်လို့ခေါ်တယ်ဒါကမြတ်တကောင်ကိုတေသွားအောင်ကန်ပြစ်နိုင်တယ်နောက်ဆုံးမှာတော့ရှို့ရှမ်းရန်ကလက်မထောင်လိုက်ပြီးရင်ဘက်ကိုပုတ်လိုက်တယ်သူကဂုံယူဝင်းကြွားစွာပြောလိုက်တယ်ဆရာရွံကငါ့ကိုလက်တီးတိုင်းတင်ပေးခဲ့တယ်အချိန်မှငါကတချို့နေရာတွေကိုနားလည်ခဲ့တယ်ဒါကြောင့်ငါကသူ့နဲ့စကားသေးချပြောခဲ့ရတယ်ဥပမာအနေနဲ့ပြောရရင်အဖိုးရောင်ရဲ့ခုံပြန်ကျင်းသားသွားတိုင်းပညာပေါ်နားရဲ့နားလည်မှုတွေကိုဆရာရွံကတောင်ချီးကျူးခဲ့တယ်နာကနှစ်တရာမှာတယောက်ပဲပေါ်လာနိုင်တဲ့ပါရမီရှင်တယောက်လို့ချီးကျူးခဲ့တယ်နောက်ကြရင်မင်းကနားနောက်ကနေပဲလိုက်ခဲ့မင်းကကောင်းကောင်းနေရမှာပါအဲ့ဒီအချိန်မှာရှို့ရှမ်းရန်ကအခန်းထဲကိုဝင်လာတဲ့တစ်ဖက်ခြံကအစီခံမင်းကလေးကိုမြင်လိုက်ရတယ်သူကချက်ချင်းပဲသူရဲကောင်းလိုစော့ကစားနေတာကိုစိတ်ဝင်စားခြင်းမရှိတော့ဘူးသူကချမ်းပင်အန်းကိုပြောလိုက်တယ်စကားမဆက်ဒီနေ့ငါကရှေးဟောင်းတစ်ခါပင်ကြီးကိုခက်လာတဲ့အချိန်အဲ့ဒီနေရာမှာပုံပြောသမားအဘိုးကိုတယောက်ကိုတွေ့လိုက်ရတယ်သူကအဲ့ဒီမှာဆိုင်ခင်းပြီးထူးဆန်းတဲ့လူတွေအကြောင်းပုံပြင်ပြောပြနေတယ်မင်းမအချိန်ရှိရင်တွားကြည့်လိုက်ဦးချမ်းပင်အန်းကခေါင်းကြီးပြလိုက်တယ်ရှို့ရှမ်းရန်ကရှင်ပလင်းလန်းကြားလေးတဲကနေထွက်သွားခဲ့တယ်မြို့ငယ်လေးထဲမှာအဲ့ဒီလူငယ်နဲ့ပတ်သက်တဲ့သတင်းများစွာရှိနေဟဲ့ဒါပေမဲ့သူ့ရဲ့ဘိုးဘေးတွေကတပ်ဖွဲ့တွေကိုဥဆောင်ပြီးတိုက်ခတ်ရတဲ့စစ်တူကြီးတွေဖြစ်တယ်လို့အဲ့ဒီလူငယ်ကမကြာခဏပြောတတ်တယ်ဒါကြောင့်လဲသူ့မိသားစုကမျိုးရိုးစင်ဆက်လက်ဆင့်ကမ်းလာတဲ့ယာတနာချက်ဝတ်အင်ဂျီတစ်ခုပိုင်ဆိုင်ထားတာဖြစ်တယ်အဲ့ဒါကယာတနာချက်ဝတ်အင်ဂျီလို့ပြောပေမဲ့ချမ်းပင်အန်းကမြင်ခဲ့ဘူးတဲ့အဲ့ဒီချက်ဝတ်အင်ဂျီကအတော်လေးကိုရိုးဆိုးလာတယ်အဲ့ဒီယာကလူတစ်ယောက်ရဲ့ခန္ဓာကိုယ်ပေါ်မှာရှိနေတဲ့အမတ်သားတစ်ခုကတစ်ပင်အိုကြီးတစ်ပင်ပေါ်မှာရှိနေတဲ့တန်ရာလိုဖြစ်နေတယ်ဒါပေမဲ့ရှို့ရှမ်းရန်နဲ့ရွယ်သူတွေကတော့အဲ့လိုမပြောခဲ့ကြဘူးရှို့ရှမ်းရန်ရဲ့ဘိုးဘေးကတပြေးတယောက်လို့ပြောခဲ့ကြတယ်သူကဒီမျိုးငယ်လေးစီကိုထွက်ပြေးလာခဲ့ပြီးတပြေးတယောက်ဖြစ်လာတာဖြစ်တယ်သူကနန်းတွင်းကအကြီးကဲတွေရဲ့လက်ထဲကနေကန်ကောင်းပြီးလွတ်မြောက်သွားတာဖြစ်တယ်လို့ပြောခဲ့တယ်ရှို့ရှမ်းရန်ရဲ့ဘိုးဘေးတွေသာတိုက်ပွဲတွေကနေဘလို့ထွက်ပြေးလာတယ်ဆိုတာသိမယ်ဆိုရင်သူတို့ကမျိုးငယ်လေးတွေကိုလာရောက်ရှာဖွေနိုင်တယ်လို့တောင်ပြောခဲ့ကြတယ်ချမ်းပင်အန်းကခါလောက်စဉ်းစားနေခဲ့မိတယ်သူကတခါဝမှာစောင်းကြောင်ထိုင်နေပြီးခေါင်းငုံပြီးပြပုံတွေကိုမှုတ်ထုတ်လိုက်တယ်တုံးချီရှင်ကခြံဝန်းနဲ့ရံပေါ်မှာထိုင်နေပြီးသူ့ဘေးမှာတော့အစီခံမင်းကလေးချစ်ကွေးရှိနေတယ်သူကအော်ပြောလိုက်တယ်မင်းငါတို့နဲ့အတူရှေးဟောင်းတက်ခါပင်ကြီးစီကိုလိုက်ခဲ့မလားချမ်းပင်အန်းကခေါင်းမောကြည့်လိုက်တယ်နာမသွားတော့ဘူးစုံချီရှင်ကရှုံးမဲ့သွားတယ်ပြင်းစရာကောင်းလိုက်တာသူကအစီခံမလေးကိုလက်ကြည့်ပြီးပြုံးပြလိုက်တယ်ချစ်ကွေးသွားကြဆိုနာကနေ့အတွက်မမုံမုံဘူးကြီးတပူဝယ်ပေးမယ်သူမရဲ့မျက်နှာလေးကနီးရဲသွားတယ်ဘူးသေးဆိုရင်လုံလောက်ပါပြီစုံကြည်ရှင်းကလက်နောက်ပစ်ပြီးခေါင်းမော့လိုက်တယ်။နာရိုးစုံမိသားစုကမျိုးရိုးစင်ဆက်ချမ်းသာလာတာ။ကက်ဆေးနဲ့နေလို့ဖြစ်မလား။ဒါကငါတို့ကိုတိတ်ခါကြစေနိုင်တယ်မဟုတ်လား။ချမ်းပင်အန်းကတကားဝါမှာထိုင်နေပြီးခေါင်းကုပ်လိုက်တဲ့အဲ့ဒီစုံကြည်ရှင်းကအပိုးစကားတွေပြောပေမဲ့ဆိုးရွားတယ်ဆိုတဲ့ခန်းစားချက်မျိုးတော့မရခဲ့ဘူး။ဒါပေမဲ့ရှို့ရှမ်းရန်တာဒီနေရာမှာရှိနေမယ်ဆိုရင်စုံကြည်ရှင်းရဲ့ခေါင်းကိုအုတ်ခဲနဲ့တေချာပေါက်ထုချင်နေမှာပဲ။ချမ်းပင်အန်းကတကားကိုမိထားပြီးနောက်နေ့လောက်ရမယ့်အရာတွေကိုတွေးနေခဲ့တယ်အဲ့ဒီအရာကလည်းဒီနေ့လိုပဲဖြစ်နိုင်တယ်နောက်တနေ့ကဒီနေ့ဖြစ်သွားနိုင်ပြီးအဲ့ဒီတန်တရားကအချိန်ချင်းဖြစ်လာနိုင်တဲ့ချမ်းပင်အန်းဆိုတဲ့လူငယ်ကတော့ကြံရှိနေတဲ့ဘဝတက်တန်းတစ်လျှောက်အဲ့ဒီလိုပဲဆက်လက်လှုပ်ဆောင်နေရပြီးအဆုံးသတ်မှာတော့အဘိုးရောင်လိုပဲကူကယ်ရမယ့်ဇက်သိမ်းသွားရနိုင်တယ်အဲ့ဒီလူကတဘဝလုံးရှင်တွေနဲ့နေထိုင်ခဲ့ရပြီးရှင်တွေကသူ့ကိုဝါမျိုးသွားခဲ့တယ်အဆုံးမှာတော့သူကမျက်လုံးမိတ်သွားပြီးနောက်တစ်ချိန်ဖွင့်လိုက်တဲ့အချိန်မှာနောက်ထပ်ဘဝတစ်ခုဖြစ်သွားနိုင်တယ်လူငယ်လေးကခေါင်းငုံပြီးခြေထောက်မှာစီးထားတဲ့ဖိနက်တွေကိုကြည့်လိုက်မိတယ်။သူကရုတ်တရက်ရဲလိုက်မိတယ်။အပြာရောင်ကြောက်ပြားပေါ်မှာနင်းရတဲ့ခံစားမှုကရှွန့်ပေါ်မှာနင်းရတဲ့ခံစားမှုနဲ့အတော်လေးကွာကြတယ်။ရှို့ရှမ်းရန်ကလမ်းကြားလေးတွေကနေထွက်လာခဲ့တယ်။သူကကံကြမ္မာဟောပြောတဲ့ဆိုင်ကိုကြော်လာတဲ့အချိန်မှာလူငယ်သားအိုသခင်ကသူ့ကိုလမ်းခေါ်လိုက်တယ်။ကောင်လေးဒီကိုလာခဲ့။မင်းရဲ့မျက်နှာကနီးရဲနေတာပဲ။ဒါကလက္ခဏာကောင်းမဟုတ်ဘူး။ဒါပေမဲ့မကြောက်ပါနဲ့။မင်းရဲ့ကန်ဆိုးမှုတွေကိုဖယ်ရှားဖို့အတွက်ငါ့မှာအကူအညီပေးနိုင်တဲ့နည်းလမ်းရှိသေးတယ်။နိုင်ရန်ကအနေငယ်အံ့ဩသွားခဲ့တယ်အဲ့ဒီတာအိုသခင်ကလူများရဲ့ကံကြမ္မာကိုဖတ်ပေးနေခဲ့ရဆိုတာသူကမှတ်မိခဲ့တယ်အဲ့ဒါကတိကျမှုရှိမရှိမသေးချပေမဲ့သူကတော့သူတစ်ပါးရဲ့အလုပ်ကိုလုံးဝဝင်မရှုပ်ခဲ့ဘူးသူ့ရဲ့ဖောက်တီတွေကကိုရိုင်ဆန္ဒရှိနေတာပဲဖြစ်တယ်အခုနန်းတွင်မိန်ကြောင့်ငကားမီးဖို့ကြီးတွေပိတ်သွားတဲ့အတွက်အဲ့ဒီတာအိုသခင်ရောကန်ဆိုးသွားတာလားသူကလူမားပြီးမေးမြန်းနေတာလားကန်ဆိုးမှုတွေကိုဖယ်ရှားဖို့အကြောင်းကိုရှို့ရှမ်းရန်ကအားရပါရရဲ့ပြီးပြန်ပြောလိုက်တယ်ခင်ဗျားရဲ့နေလန်းတွေကပိုက်ဆံသုံးပြီးကန်ဆိုးမှုကိုဖယ်ရှားဖို့မဟုတ်လားသွားစမ်းပါခင်ဗျားကျုပ်စီကပိုက်ဆံကိုလိန်ကျင်နေတာလားနောက်ဘဝမှာပဲရမယ်
ထိုလူငယ်တာအိုသခင်ကဒေါသထွက်သွားခြင်းမရှိဘူးသူကအရက်ရှိရှိလူငယ်လေးကိုအော်ပြောလိုက်တယ်အရာအလုံးကဒီမြစ်ထဲမှာကန်ကောင်းလာဘူးမျောလင့်ပါတယ်ငါဘဝမှာကန်ဆိုမှုတွေရှိမရှိဘသူကတင်းနိုင်ပါလဲတကယ်လို့ကန်ဆိုမှုမရှိဘူးဆိုရင်တော့ငါကနှက်ဖျားတွေကိုစုတောင်းစရာမလိုတော့ဘူးတကယ်လို့ငါကညင်းချဲမှုကိုလိုချင်တယ်ဆိုရင်တော့ဖယောင်းတိုင်ပူဇော်တင်တယ်ရှို့ဆိုင်ရန်ကရုတ်တရက်ပြန်လှည့်လာပြီးကန်ကြမာဟောပြောတဲ့ဆိုင်စီကိုမြင်မြင်ပြေးလာခဲ့တယ်သူကလက်နှစ်ဖက်ကိုပုတ်ပြီးကျဲလောင်းစွာအော်ပြောလိုက်တယ်အမွှေးတိုင်ထိုးမယ်ဟုတ်လားကျုပ်ကခင်ရားရဲ့ဆိုင်ကိုအရင်ဆုံးမိရှုပစ်မယ်အဲ့ဒီတာအိုသခင်ကအတော်လေးကိုကြောက်လန့်သွားခဲ့တယ်သူကမတ်တရက်လိုက်ပြီးနောက်အဲ့ဒီဆိုင်ကိုဂယူးမဆိုင်နိုင်တော့ပဲကြက်တကောင်လိုထွက်ပြေးသွားခဲ့တယ်ရှို့ဆိုင်ရန်ကဆိုင်နားမှာရက်နေပြီးတနာစရာကောင်းတဲ့တာအိုသခင်ကိုစိုက်ကြည့်လိုက်တယ်သူကအားရပါရရဲ့ပြီးစားပွဲပေါ်မှာရှိနေတဲ့တသားအိုးလေးကိုကြည့်လိုက်တယ်အဲ့ဒီအိုးလေးကိုလက်နဲ့ကင်ကြည့်ပြီးတွန်းပစ်လိုက်တယ်အဲ့ဒီအချိန်မှာတစ်သားတို့တံတွေကအိုးထဲကနေထွက်လာပြီးစားပွဲပေါ်မှာရက်တောင်ပုံစံဖြစ်လာခဲ့တယ်ရှို့ဆိုင်ရန်ကအဝေးမှာရက်နေတဲ့တာအိုသခင်ကိုလက်ညှိုးထိုးပြီးပြောလိုက်တယ်ကျုပ်ကခင်များကိုမြင်တဲ့အချိန်တိုင်းရိုက်မယ်လူငယ်တာအိုသခင်ကလက်သီးဆုပ်ပြီးတောင်းပန်လိုက်တယ်အဲ့ဒီအချိန်ကျမှသာရှို့ဆိုင်ရန်ကသူ့ကိုအလွတ်ပေးလိုက်တယ်အဲ့ဒီလူငယ်လေးဝေးကိုရောက်သွားတဲ့အချိန်မှသာလူငယ်တာအိုသခင်ကနေရာမှာနောက်တစ်ချိန်ပြန်ထိုင်ရဲတယ်သူကတပြင်းချလိုက်မိတယ်ဒီကဘာကြီးကခတ်ခဲလိုက်တာလူသားတွေကနှလုံးသားကလေအရင်တုန်းကလိုမဟုတ်တော့ဘူးငါကအသက်ရှင်နေထိုင်ဖို့တော့ခတ်ခဲနေပြီအဲ့ဒီအချိန်မှာတာအိုသခင်ရဲ့မျက်လုံးတွေကဝင်းလက်သွားခဲ့တယ်သူကချက်ချင်းပဲမျက်လုံးကိုမြင်မြင်မိတ်လိုက်ပြီးကြဲလောင်းစွာပြောလိုက်တယ်ရေကန်ထဲမှာဘားဒီပြင်းနေတယ်နှလုံးသားဆိုတာအစာအိမ်ထွက်အရေးကြီးတဲ့ရာတစ်ခုပဲဒီနေရာကိုတော့ရေပေါ်မှာရှိတဲ့ဘေဒါလို့ခေါ်တယ်ရေလိုင်းတွေကတာပတ်ပတ်လဲကိုရွေ့လျပလို့တင်းတော်တယ်လူငယ်နဲ့မိမပြိုတို့ကတာအိုသခင်ရဲ့စကားကိုကြားကြတယ်ဒါပေမဲ့သူတို့ကတော့ရက်တန့်ကျင်တဲ့ဆန္ဒတွေမရှိကြဘူးတာအိုသခင်ကအနှဲငယ်မျက်လုံးဖွင့်ကြည့်လိုက်တယ်သူကနောက်တစ်ချိန်လွတ်သွားမှဆိုလို့စားပွဲခုံကိုရိုက်ပြီးကြဲလောင်းစွာအော်ပြောလိုက်တယ်ကျွမ်းရံဆိုတာလူတွေကြားထဲကကလေးတစ်ယောက်ပဲအမတ်ချုပ်ကြီးကလည်းကဘာတွေကလူတစ်ယောက်မဟုတ်တော့ဘူးစာတင်သားတစ်ယောက်ရဲ့နာမည်ကတမျိုးလုံးမှာလွှမ်းကြုံသွားစေနိုင်တယ်သူကတကယ့်ကိုဂုဏ်ယူစရာကောင်းတဲ့လူတစ်ယောက်ပဲစုံကြည်ရှင်နဲ့အစေခံမင်းကလေးချစ်ကွေးတို့ကဆက်ပြီးလမ်းလျှောက်သွားကြတယ်တာအိုသခင်ကစိတ်ပြက်လက်ပြက်နဲ့တီးတိုးရရွတ်လိုက်တယ်နာကဒီလိုဆက်ပြီးနေလို့မရတော့ဘူးလူငယ်ကပြန်လဲကြည့်လိုက်ပြီးတာအိုသခင်စီကိုကြေးပြားတစ်ပြားပစ်ပေးလိုက်တယ်သူကအပြုံးနဲ့ပြောလိုက်တယ်ခင်များရဲ့စကားတွေအတွက်ကျေးဇူးတင်ပါတယ်တာအိုသခင်ကကြေးပြားလေးကိုအလျင်မြန်ဖမ်းထားလိုက်တယ်သူကလောဝါဖြတ်လိုက်ပြီးနောက်မျက်မှောင်ကျုပ်လိုက်မိတယ်အဲ့ဒါကအသေးဆုံးကြေးပြားလေးဖြစ်တယ်ဒါပေမဲ့တာအိုသခင်ကကြေးပြားကိုစားပွဲပေါ်ကိုညင်သာစွာချလိုက်တယ်မျက်စိတမိတ်အတွင်းစားပွဲပေါ်မှာငှက်ကလေးတစ်ကောင်ပေါ်လာခဲ့တယ်အဲ့ဒီငှက်ကလေးကခေါင်းငုံပြီးကြေးပြားကိုကိုက်ချီလိုက်တဲ့ပြီးနောက်ကြေးပြားကိုပစက်ထဲကိုထည့်ပြီးလူငယ်တာအိုသခင်ကိုကြည့်လိုက်တဲ့အဲ့ဒီငှက်ကလေးရဲ့မျက်လုံးတွေကတုံ့ဝင်လှရှားနေတာဟာလူသားတစ်ယောက်နဲ့ကွဲပြားမှုမရှိဘူးတာအိုသခင်ကတိုးတိုးလေးပြောလိုက်တယ်သွားတော့ဒီနေရာကနေဖို့မကောင်းတော့ဘူးညက်ကလေးကတခါအတွင်းပျောက်ကွယ်သွားခဲ့တယ်လူငယ်သားအိုသခင်ကပတ်ပတ်လဲကိုလှည့်ကြည့်လိုက်တယ်နောက်ဆုံးမှတော့သူ့ရဲ့မျက်လုံးကအဝေးမှာရှိနေတဲ့အမိုးကုန်းဆောက်ဦးကိုကြည့်လိုက်မိတယ်သူကအဲ့ဒီအမိုးကုန်းဆောက်ဦးပေါ်မှာရှိနေတဲ့ချီချုံကျွဲဆိုတဲ့စကားလုံးတွေကိုတွေ့လိုက်ရတယ်သူကတပြင်းချလိုက်မိတယ်နှမျောစရာပဲနောက်ဆုံးမှတော့တာအိုသခင်ကထပ်ဖြစ်ပြောလိုက်တယ်တကယ်လို့ငါဒါကိုပြင်ပမှာရောက်နိုင်မယ်ဆိုရင်အနည်းဆုံးတော့ငွေစ800တန်းကျစ်ရှိတယ်စုံကြည်ရှင်ကအစေခံမလေးချစ်ကွေးကိုရှေးဟောင်းတက်ခါပင်ကြီးစီခေါ်သွားခဲ့ပြီးတစ်ပင်ရိပ်အောက်မှာလူတွေပြည့်နေတာကိုနားလည်သွားတဲ့အဲ့ဒီတစ်ပင်ရိပ်အောက်မှာအင်္ဂါယူလာတဲ့ထိုင်ကုန်တွေချပြီးထိုင်နေတဲ့လူ90နီးပါးလောက်ရှိတဲ့ကလေးတွေကသူတို့ရဲ့အကြီးကဲတွေကိုခေါ်ပြီးတယောက်ပြီးတယောက်ရောက်လာနေကြတာဖြစ်တယ်။စုံကြည်ရှင်ကအစေခံမလေးနဲ့အတူတစ်ပင်ရိပ်ရဲ့အစုံမှာဘေးချင်းရှင်ပြီးရက်နေခဲ့တဲ့တစ်ပင်အောက်မှာတော့လက်တစ်ဖက်မှာပန်းကက်လုံးဖြူကြီးကိုကိုင်းပြီးနောက်လက်တစ်ဖက်ကိုနောက်ပြစ်ထားတဲ့အဘိုးတယောက်ရက်နေခဲ့တယ်။သူကလိုက်လဲအမူအရာနဲ့ကျဲလောင်စွာပြောလိုက်တယ်ငါကအခုလေးပဲငကားသွဲကြောရရေးဘူးရဦးဒီချဲနဲ့ပတ်သက်ပြီးပြောတည်သွားပြီအခုအစစ်အမှန်ငကားတွေအကြောင်းကိုပြောကြစို့ဒါကတော့တော်တော်လေးကိုအံ့ကိုဖို့ကောင်းတယ်လုံခဲတဲ့နှပေါင်း3000လောက်တုန်းကဒီကဘာကြီးထဲမှာအံ့ဩစရာကောင်းတဲ့ immortal တယောက်ပေါ်လာခဲ့တယ်ပထမတော့သူကမြင့်မြတ်နေမြင့်တစ်ခုမှအာယုံဆိုင်ပြီးလေ့ကျင့်နေခဲ့တယ်ပြီးတော့မဟာတာအိုလန်းစင်ကိုတက်တေပြန်နိုင်ခဲ့တယ်အဲ့ဒီနောက်မှာတော့သူကဓာတ်တလက်နဲ့လောကတခွင်လုံးကိုတွာလာပြီးသူ့ဓာတ်ရဲ့ထက်မြက်မှုကိုပြသခဲ့တယ်။ဘာကြောင့်မှမသိပေမဲ့သူကရေနဂါးတွေကိုလုံးဝကြည့်မရခဲ့ဘူး။နှစ်ပေါင်းထိုးလာလုံးသူကရေနဂါးတွေရှိတဲ့နေရာကိုတွားပြီးရေနဂါးတွေကိုတပ်ပစ်ခဲ့တယ်။ဒီကဘာကြီးထဲမှာအစစ်အမှန်နဂါးတွေမရှိတော့တဲ့အချိန်မှာပဲသူကတပ်ပြတ်ခြင်းကိုရပ်တန့်ခဲ့တယ်။အဆုံးမှာတော့သူဘေးကိုရောက်သွားလဲဆိုလားဘယ်သူမှမသိတော့ဘူး။
သူကအရမြင့်မာတဲ့တာအိုသဘောတရားတွေရှိနေတဲ့နေရာတစ်ခုကိုတွားပြီးတာအိုဘိုးဘဲတွေညာဆွေးနွေးနေကြတယ်လို့လူတချို့ကပြောတယ်။သူကအနောက်ဖက်ဆုံးမှာရှိတဲ့ဗုဒ္ဓနယ်မြေကိုတွားပြီးဗုဒ္ဓကျမ်းစာတွေနဲ့ဆွေးနွေးနေတယ်လို့လည်းတချို့ကပြောကြတယ်။သူကကဘာကြီးကိုနတ်ဆိုးတွေမက်ဆာတွေဖြစ်စီခြင်းကလေးတာစီဖို့အတွက်ဖုံးသူညရဲ့တကားကိုကိုယ်တိုင်စောင့်ချက်နေတယ်လို့လည်းပြောကြသေးတယ်။ထို့ဘိုးကလမ်းလျှောက်နေရင်ပြောလိုက်တယ်။ဒါပေမဲ့အောက်ဘက်မှာရှိနေတဲ့မြို့ငယ်လေးကလူတွေကတော့ငြိမ်သက်နေကြတော့မဲ့လူတိုင်းကမင်းတက်နေကြတယ်။အစီခံမလေးကအတန်တိုးတိုးနဲ့စိတ်ဝင်တစားမေးလိုက်တယ်။ခြေ3ချောင်းဝိညာဉ်ဆိုတာကပါလေ။စုံကြည်ရှင်ကအပြုံးနဲ့ပြောလိုက်တယ်။အဲ့ဒါကဓာတ်တစ်ချောင်းလေးအစီခံမလေးကဒေါသရကြီးပြန်ပြောလိုက်တယ်တခင်လေးဒီဘိုးကြီးကသူ့ရဲ့ဘ ഹു တုဒတွေကိုအရန်ကြွားချင်နေတာ။သူကစကားကိုတောင်ကောင်းကောင်းမပြောဘူး။စုံကြည်ရှင်ကအဘိုးအိုကိုကြည့်ပြီးခနဲ့တလို့အတန်ကြီးနဲ့ပြောလိုက်တယ်။နာတို့ရဲ့မြို့ငယ်လေးထဲမှာပညာတတ်တဲ့သူများကြီးမရှိဘူး။ဒီပုံပြောသမားကတော့မြက်ကန်းတယောက်ကိုမျက်စောင်းထိုးနေတယ်လို့မျိုးပဲ။အစီခံမလေးကနောက်တစ်ကြိမ်မေးလိုက်တယ်။ညမြက်နယ်မြေဆိုတာကဘယ်နေရာမျိုးလဲ။ဒီကဘာကြီးထဲမှာနှစ်ပေါင်း300လောက်အသက်ရှင်နေထိုင်နိုင်တဲ့သူတွေရောတကယ်ရှိလို့လား။ပြီးတော့ဖုံးတူနေရဲဆိုတာကလူသေးတွေပဲတွားလို့ရတဲ့နေရာမဟုတ်ဘူးလား။ထိုမေကုန်းကြောင့်စုံကြည်ရှင်ကငိုင်းသွားပေမဲ့သူ့ရဲ့အားနည်းမှုကိုပြသခြင်းချင်းမရှိဘူး။ဒါတွေအားလုံးကအပိုးတွေပါ။သူကရွာသားတွေကိုလှည့်စားဖို့အတွက်တကယ်မဟုတ်တဲ့ပုံပြင်တွေပြောနေတာပဲဖြစ်ရမယ်။ထိုအချိန်မှာအဘိုးအိုကသူ့ကိုစိုက်ကြည့်နေကြောင်းစုံကြည်ရှင်ကသတိထားမိခဲ့တယ်။အဲ့ဒါကအပေါ်ယံကြည့်နေတာဖြစ်ပေမဲ့စုံကြည်ရှင်ကတေချာသတိထားမိခဲ့တယ်။ဒါပေမဲ့သူကတော့စိတ်မဝင်စားပဲအဲ့ဒါကိုတိုက်ဆိုင်မှုတစ်ခုအဖြစ်သာသတ်မှတ်ထားခဲ့တယ်။အစီကံမလေးကအလွန်ရှည်ကြတဲ့တကားပင်ကြီးကိုမောကြည့်လိုက်တဲ့တရက်တွေကြားတဲ့ကနေအလင်းဆက်လေးတွေဖြာချလာနေချိန်မှာသူမကမျက်မှောင်ကျုပ်လိုက်မိတယ်။စုံကြည်ရှင်ကပြန်လဲကြည့်လိုက်ချိန်မှာမင်းသက်သွားခဲ့တယ်အခုတော့သူ့ရဲ့အစီကံမလေးကကလေးဆန်နဲ့မျက်နှာလေးပျောက်ကွယ်လာနေပြီဖြစ်တယ်။သူမကပိန်ပါးပါးနဲ့တင်းငယ်တဲ့အစီကံမလေးတစ်ယောက်နဲ့ကြွားချလာပုံရတယ်။မြို့ငယ်လေးရဲ့ဒလေထုံးတန်းတွေအရမင်းကလေးတစ်ယောက်လက်ထပ်တဲ့အချိန်မှာမိစုံမစုံရှိနေတဲ့လူတစ်ယောက်ကိုငားရမ်းကြရတယ်။သူမကသူတို့သားရဲ့မျက်နှာပေါ်မှာရှိနေတဲ့ဆံပင်ကိုခက်ဖို့တောင်းဆိုရမှာဖြစ်ပြီးသူမရဲ့နဖူးပေါ်မှာရှိနေတဲ့အမွေးတွေကိုခက်ဖို့တောင်းဆိုရလိမ့်မယ်အဲ့ဒါကိုမျက်နှာပွင့်အောင်လုပ်တယ်လို့ခေါ်ဆိုကြတယ်။မြို့ငယ်လေးရဲ့ဒလေထုံးတန်းတွေကစာအုပ်ထဲကဆင်းသက်လာခဲ့တာမဟုတ်ကြောင်းစွန့်ကြည့်ရှင်းကကြားခဲ့ဘူးတယ်ဒါကြောင့်ကြကွေးသက်12နှစ်ရောက်တဲ့အချိန်မှာသူကမြို့ရဲ့အကောင်းဆုံးရက်ကိုဝယ်လာခဲ့တယ်သူကခိုးလာခဲ့တဲ့ကျွေးပလင်းလေးကိုထုတ်ခဲ့တယ်အဲ့ဒါကအလွန်လှပပြီးအစိမ်းရောင်ဇီးသီးလေးတစ်လုံးလိုဖြစ်နေခဲ့တယ်အရက်ကိုအဲ့ဒီကျွေးပလင်းလေးရဲ့လောင်းထဲလိုက်ပြီးနောက်မှာတော့တယူးတစိုက်ပိတ်ထားခဲ့ပြီးမြေအောက်ထဲမှာမြုပ်ထားခဲ့တယ်စွန့်ကြည့်ရှင်းကရုတ်တရက်ပြောလိုက်တယ်ကြစ်ကွေးနာတို့စာတင်သားတွေစကားအရချက်မျိုးနယ်ကောင်လေးကပုံသွင်းလို့မရနိုင်တယ်လူတယောက်ဖြစ်ပေမဲ့သူ့ရဲ့ဘဝကမှအတိတ်ပဲရှိနေသေးတယ်အစီခံမလေးကပြန်ဖြေခဲ့ခြင်းမရှိဘူးသူမကမျက်လွှာချပြီးသူမရဲ့မျက်ခွန်လေးတွေကအနှဲငယ်လှုပ်ရှားနေကြောင်းတွေးလိုက်ရတယ်။စုံကြည်ရှင်ကဆက်ပြောလိုက်တယ်။ချမ်းပင်အန်ကလူဆိုးတယောက်မဟုတ်ပါဘူး။ဒါပေမဲ့သူကအရန်ကိုမာကြောလုံးတယ်။သူကဘာပဲလုပ်အရန်ခေါင်းပါတယ်။ဒါကြောင့်လဲသူကအိုးသမားတယောက်ဖြစ်နေခဲ့တာ။ဒါကြောင့်သူကဘလောက်ပဲစူးစမ်းဝိညာဉ်စွမ်းအားရှိနေတယ်။ပစ္စည်းကောင်းတစ်ခုကိုဖန်တီးနိုင်မှာမဟုတ်ဘူး။ဒါကြောင့်လဲရှို့ရှမ်းရံရဲ့ဆရာအဘိုးကြီးအောင်ကချမ်းပင်အန်ကိုမကြိုက်တာပဲ။သူ့မှာထူးခြားတဲ့အမြင်တွေရှိတယ်။ဒါကိုတော့ပုံသွင်းလို့ထူးစစ်လို့မရနိုင်တဲ့တစ်သားပုတ်လို့ခေါ်လို့ရတယ်။ချမ်းပင်အန်လို့ဆင်းရဲပြီးကန်ဆိုးမိုးမောင်ကျနေတယ်။လူတယောက်ကိုငကားဝိယုံဝတ်ပေးလိုက်မယ်ဆိုရင်တော့သူကဒေါသတယောက်ဖြစ်နေဦးမှာပဲ။အဲ့ဒါကိုပြောလိုက်ပြီးနောက်စွန့်ကြည့်ရှင်းကသူ့ကိုယ်သူရဲလိုက်မိတယ်။နာကချမ်းပင်အန်ထက်တောင်ပိုပြီးတော့စိုးပါသေးတယ်။ချစ်ကွေးကသူမရဲ့တခင်လေးကိုဘလို့နဲ့တက်ရမယ်ဆိုအဲ့ဘူးဒီမြို့ငယ်လေးထဲမှာစွန့်ကြည့်ရှင်းတဲ့သူရဲ့အစီခံငယ်လေးကဖူးလူလန်းကြားနဲ့မမုံပွေလန်းကြားထဲမှာရှိနေတဲ့လူချမ်းသာတွေရဲ့အရေးပါဆုံးခေါင်းစဉ်တစ်ခုဖြစ်နေခဲ့တယ်။အဲ့ဒါကလည်းစွန့်ကြည့်ရှင်းရဲ့အဖေတခင်ကြီးဆုံးရဲ့ကျေးဇူးကြောင့်ဖြစ်တယ်။မြို့ငယ်လေးထဲမှာအရေးပါသူတွေများစားမရှိသလိုပြဿနာတွေလည်းမရှိဘူးဒါကြောင့်နန်းတွင်းကဆေးလွတ်လိုက်တဲ့ကြွေတယ်ကြီးချက်သူကပြဆက်စာအုပ်တွေထဲကလူတွေလိုဖြစ်နေရဲ့တမိုင်းကျောင်းထဲမှာရှိနေတဲ့ကြီးချက်သူပေါင်းများစွာထဲမှာအရင်ကြီးချက်သူတယောက်ဖြစ်တဲ့တခင်ကြီးဆုံးကနမီကြော်ကြားဆုံးဖြစ်တယ်။မူလာတုန်းကတော့တခင်ကြီးဆုံးကအစစ်မြင့်တဲ့မူမတ်တယောက်မဟုတ်ဘူးတခင်ကြီးဆုံးကသူရဲ့ဆန်အိမ်ထဲမှာပုံအောင်ပြီးခနာကိုယ်ကိုလေ့ကျင့်နေခဲ့တာမရှိသလိုအဲ့ဒီတွေကိုတွေးဖို့ညှဉ်းဆန်နေတာလည်းမရှိဘူးသူကအစာကြည့်ခန်းထဲမှာစိတ်ညစ်ပြီးလေးလာနေရမယ့်အစားနန်းနှွေးမိဖို့ကြီးတွေရဲ့ကြွေတဲ့ပစ္စည်းတွေကိုကိုယ်တိုင်ကင်တွေခဲ့တယ်သူကလက်မှုပညာရှင်တယောက်မိဖို့လို့သားတယောက်ထပ်ပင်ပို့ပြီးတော့ဆန်နေသေးတယ်မူလာတုန်းကစာတင်သားတယောက်လိုဖြစ်နေတဲ့တခင်ကြီးဆုံးရဲ့အရေးပြားက10နှစ်ကျော်အတွင်းဂျင်းနီအောင်တောက်ပလာခဲ့တယ်သူရဲ့နေ့စဉ်အလုပ်တွေကလက်သမားတယောက်နဲ့ကွဲပြားမှုမရှိဘူးလူတွေနဲ့ဆက်ဆံတဲ့အချိန်မှာလဲသူကမာနာကြီးနေတာမရှိဘူးမြို့တော်ရဲ့ငကားမီးပုံမှာပြုတ်လုတဲ့နန်းတွင်းကြွေရဲတွေကကြွေရဖြစ်စေတင်ပြင်ရဖြစ်စေပုံတနာကြီးတေးရဖြစ်စေကျင်းနှမှုမရတာကတော့နှမျောစရာကောင်းတဲ့တိတိကျကျပြောရမယ်ဆိုရင်အတိတ်တုန်းကအစင်တန်နဲ့ရှင်းလိုက်မယ်ဆိုရင်တခင်ကြီးဆုံးကအနှဲငယ်ပို့ပြီးနှိမ့်ကျသွားသေးတယ်ဒါကြောင့်မို့လို့မီးဖို့လုံးတားဟောင်းတွေကပို့ပြီးတော့စဝေးဆိုးဖြစ်နေခဲ့ကြတယ်
အဆုံးမှာတော့အလွန်တတိထားတတ်ပြီးအတိရန်ရှိတဲ့သခင်ကြီးဆုံးကအလွန်ကြိုးစားတယ်လို့နန်းတွင်းကခန်းစားမိတဲ့အတွက်သူကအကျိုးဆောင်မှုတွေမလုပ်ခဲ့ပေမဲ့နန်းတွင်းထဲကိုပြန်ပို့ခဲ့ပြီးသူ့ကိုယာတူးကောင်းတစ်ခုပေးခဲ့တယ်။တခင်ကြီးဆုံးကမြို့တော်ကိုပြန်မသွားခင်ငွေကြေးမြောက်များသုံးချပြီးအမိုးတရားတစ်ခုတိစောက်ခဲ့တယ်။နောက်ပိုင်းတခင်ကြီးဆုံးကမြင်းလဲနဲ့အတူထွက်သွားတဲ့အချိန်မှာတော့ကလေးကိုခေါ်မသွားခဲ့ကြောင်းတွေးလိုက်ရတဲ့အခါမှသာမြို့ငယ်လေးထဲမှာရှိနေတဲ့မိသားစုကြီးတွေကရုတ်တရက်နားလည်သွားခဲ့ကြတယ်။အခင်ကြီးဆုံးကမြို့ငယ်လေးထဲမှာယင်းနှီးကောင်းမွန်တဲ့ဆက်ဆံရေးရှိတယ်လို့ဆိုနိုင်တဲ့သူရဲ့ဂရုစိုက်မှုကြောင့်လူငယ်လေးဆုံးကြည်ရှင်းကမြို့ငယ်လေးထဲမှာစားစရာနဲ့အဝတ်အစားအတွက်စိုးရိမ်နေစရာမလိုပဲနှစ်ပေါင်းများစွာနေထိုင်နိုင်ခဲ့တယ်သူကလွတ်လပ်ပြီးအနှောင့်ဖွဲ့ကင်းတယ်ချစ်ကွေးလို့နာမည်ပေးထားတဲ့အစီခံမလေးရဲ့နောက်ကျောင်းကတော့ကွဲလွဲမှုတွေအများကြီးရှိနေတဲ့ရှင်ပလင်းလန်းကြားလေးထဲမှာနေထိုင်တဲ့နေမြေကန်တွေရဲ့စကားအရစောင်းရသည့်နေ့တစ်နေ့မှာတခြားနေရာကရောက်လာတဲ့ကလေးမလေးတယောက်ကလမ်းပေါ်မှာလိုက်တောင်းနေရင်စွန့်ကြည့်ရှင်းရဲ့ခြံဝင်းရှိမှာတတိလစ်သွားခဲ့တယ်လို့ပြောခဲ့တယ်တကယ်လို့တစုံတယောက်ကသာသူမကိုစောစောမတွေ့ခဲ့ရင်သူမကနေရဲပြည်ကိုရောက်သွားပြီးပြန်လည်ဝင်စားလာပြီးလို့တောင်ဆိုနိုင်တယ်ရုံးတော်ထဲမှာဝေယဝေးချတွေပြုလုပ်ရတဲ့အဘိုးအိုကတော့တမျိုးပြောခဲ့တယ်တခင်ကြီးဆုံးကအစောပိုင်းနှစ်မှာသူ့ရဲ့တရားမဝင်တာအတွက်အဖော်ကောင်းတယောက်ရရှိဖို့တနေရာကမိဘမဲ့တယောက်ကိုဝယ်ယူခဲ့လို့ပြောခဲ့တယ်ဘလို့ပဲဖြစ်ဖြစ်အစီခံမလေးကိုမျက်စင်ကလေးကချစ်ကွေးလို့နမီခေါ်ခဲ့ပြီးနောက်သူတို့နှစ်ရောက်ရဲ့ပတ်သက်မှုကခိုင်မာသွားခဲ့တယ်တခင်ကြီးဆုံးကမင်ခံကြောက်တုံးတွေကိုသဘောကျဆုံးဖြစ်ကြောင်းမြို့ထဲမှာရှိနေတဲ့မိသားစုကြီးတွေအားလုံးကတီးထားတဲ့အတွက်ချစ်ကွေးဆိုတဲ့စကားကိုသာအတိမတ်လိုက်ကြတယ်စုံကြည်ရှင်ကတတိပြန်ဝင်လာပြီးအပြုံးနဲ့ပြောလိုက်တယ်ဘာကြောင့်လဲမသိပေမဲ့ငါကအရှက်မရှိတဲ့ချီလေးချောင်းမြေကိုစဉ်းစားမိနေသေးတယ်ချစ်ကွေးစဉ်းစားကြည့်လိုက်စမ်းနာကအဲ့ဒီမြေကိုချမ်းပင်အန်းရဲ့ခြံထဲပြစ်လိုက်တယ်ဒါပေမဲ့ငါအိမ်ကိုပဲရောက်လာနေသေးတယ်နာကိုပြောကြည့်စမ်းပါချမ်းပင်အန်းရဲ့အခန်းလေးကအရန်ကျင်းတော့မြေတကောင်ကတောင်သွားမနေချင်တာများလားအစီခံမလေးကအလေးနဲ့စဉ်းစားပြီးပြန်ဖြေလိုက်တယ်တချို့ຢာတွေကတော့ကန်တရားပေါ်ပဲမူတည်နေတာမဟုတ်လားသခင်လေးစုံကြည်ရှင်းကသူမကိုလက်မထောင်ပြပြီးဂျင်းနဲ့စွာပြောလိုက်တယ်အဲ့ဒါကအကြောင်းပြချက်ပဲချမ်းပင်အန်းကကန်ဆိုးတဲ့လူတယောက်သူကအသက်ရှင်နေတာတောင်ဂျင်းနဲ့တင်ပြီးသူမကစကားတခုမှမပြောခဲ့ဘူးစုံကြည်ရှင်းကတယောက်တည်းပြောလိုက်တယ်နာတို့မြို့ငယ်လေးတဲကနေထွက်သွားပြီးသွားရင်အိမ်ထဲမှာရှိတဲ့ပစ္စည်းတွေကိုချမ်းပင်အန်းပဲစောင့်ရှောက်ခိုင်းရမယ်သူကငါတို့စီကနေခိုးသွားမှလားအစီခံမလေးကတိုးတိုးလေးပြောလိုက်တယ်တခင်လေးအဲ့ဒါကလည်းမစိုးဘူးမဟုတ်လားစုံကြည်ရှင်ကအပြုံးနဲ့ပြောလိုက်တယ်ကြစ်ကွေးနာတို့စီကနေခိုးတဲ့ဆိုတဲ့အတိတ်ဘယ်ကိုရောအနင်းသိရလားအစီခံမလေးကမျက်တောင်ခတ်လိုက်တယ်အဲ့ဒါကဆွဲလန်းမှုတစ်မျိုးပဲမဟုတ်ဘူးလားစုံကြည်ရှင်ကပြုံးလိုက်ပြီးတောင်ဘက်ကိုကြည့်ပြီးတန်းဝေလိုက်မိတယ်မြို့တော်မှာရှိတဲ့စာအုပ်တွေကနာတို့မြို့ငယ်လေးထဲမှာရှိတဲ့ပန်းပွင့်တွေတစ်ပင်တွေထက်တောင်ပိုပြီးများတယ်လို့ငါကြားဘူးတယ်ထို့ချိန်မှာပုံပြောသမားကဆက်ပြောလိုက်တယ်ဒီကဘာကြီးထဲမှာအစစ်အမှန်ငကားတွေမရှိတော့ပေမဲ့ငကားတွေရဲ့လောက်ခံတွေတော့ရှိနေသေးတယ်ရေငကားတွေမြွေတွေကဒီကဘာကြီးထဲမှာအသက်ရှင်နေသေးတယ်ဖြစ်ကောင်းဖြစ်နိုင်တာကအဖိုးအိုကစကားကိုရက်လိုက်တဲ့လူအုပ်ကြီးကသူ့ကိုမင်သေးသေးနဲ့ကြည့်နေပြီးဘလို့ထောက်ခံရမှန်းမသိတာကိုမြင်တဲ့အခါသူကဆက်ပြီးပြောလိုက်ရတယ်အဲ့ဒီအရာတွေကငါတို့ရဲ့ပတ်ပတ်လည်မှာပုံအောင်နေတာဖြစ်ကောင်းဖြစ်နိုင်တယ်အီမော်တာတာအိုတခင်ကတော့တွေးနဲ့ကြည့်ထဲမှာငကားတကောင်ပုံအောင်နေတယ်လို့ပြောခဲ့တယ်စောင့်ကြည့်ရှင်ကတန်းဝေလိုက်မိတဲ့ရုတ်တရက်ဆိုသလိုသူ့နဘူးပေါ်ကိုတခါပင်အရွက်တရက်ကြွေကျလာပြီးအလင်းရောင်တွေတောက်ပနေခဲ့တဲ့စောင့်ကြည့်ရှင်ကထိုရွက်ကိုကင်ပြီးလက်ချောင်းလေးနှစ်ချောင်းနဲ့ဖမ်းထားခဲ့တယ်အရှိတကားမှာအကျွေးသွားတောင်းဖို့စဉ်းစားနေတဲ့လူငယ်လေးကရှေးဟောင်းတကားပင်ကြီးနာကိုကပ်လာတဲ့အချိန်မှာသူ့ရှေ့မှာကျလာတဲ့တကားပင်ရွက်တစ်ခုကိုမြင်လိုက်ရတဲ့သူကရင်မြန်စွာပြေးလိုက်ပြီးလိုက်တယ်ဒါပေမဲ့လေးတစ်ချက်တိုက်လိုက်ပြီးတရက်လေးကသူ့လက်ထဲကလွတ်ထွက်သွားခဲ့တယ်မျက်ဖင်နဲ့စီထားတဲ့လူငယ်လေးရဲ့ခန္ဓာကိုယ်ကအစွမ်းထက်ပြီးကျမတန်ဆွမ်းတဲ့သူကဘေးကိုရင်မြန်စွာလန့်ခုန်လိုက်ပြီးတရွက်ကိုကြားဖြတ်ဖမ်းကျင်ခဲ့တယ်ဒါပေမဲ့တရွက်ကလေထဲမှာလဲသွားခဲ့တယ်လူငယ်လေးကတော့မယုံကြည်နိုင်ခဲ့ဘူးသူကအချိန်ပေါင်းများစွာဖမ်းနေခဲ့ပေမဲ့အဆုံးမှာတော့ထိုတရွက်ကိုမဖမ်းနိုင်ခဲ့ဘူးလူငယ်လေးချမ်းပင်အန်းကမတက်မတာခံစားလိုက်ရတယ်ထိုချိန်မှာကျောင်းကပြန်လာတဲ့အစိမ်းဝတ်လူငယ်လေးတယောက်ကချမ်းပင်အန်းကိုခက်ကြော်သွားခဲ့တယ်အစိမ်းဝတ်လူငယ်လေးကတော့သူ့ပုခုံးပေါ်ကိုတရက်ကျလာတာကိုမသိခဲ့ဘူးချမ်းပင်အန်းကတော့အရှိတကားစီကိုသာဆက်ပြီးလျှောက်သွားခဲ့တယ်တကယ်လို့သူကငွေမရနိုင်ရင်တောင်သွားတောင်းရင်ပိုးပြီးကောင်းသေးတယ်အဝေးမှာရှိနေတဲ့ကန်ဂျမာဟောပြောချင်းဆိုင်ထဲမှာတော့လူငယ်သားအိုးသခင်ကမျက်လုံးမိတ်ပြီးအနားယူနေခဲ့တယ်သူကတယောက်တည်းတီးတိုးရေယူလိုက်တယ်ကောင်းကင်ကန်ဂျမာရဲ့တန်တရာဆက်ဝိုင်းကတိတ်တဲမှုမရှိဘူးလို့ဘသူကပြောခဲ့တာလဲချမ်းပင်အန်းကအရှိတကားကိုရောက်လာပြီးတကားဝမှာရှိနေတဲ့တင်းငုတ်တို့တစ်ခုပေါ်မှာတင်ပြင်းခွေထိုင်နေတဲ့သူကိုတွေးလိုက်ရတယ်သူကမနက်ခင်းနေအောင်ကြီးအောက်မှာမျက်လုံးမိတ်ပြီးလက်နှစ်ဖက်ကိုဒူးပေါ်တင်ထားခဲ့တယ်ချမ်းပင်အန်းကသူ့ဘေးမှာစောင်းချောင်ထိုင်လိုက်တဲ့လူငယ်လေးတယောက်အတွက်တော့အကျွေးတောင်းဖို့စကားပြောရတာကအတော်လေးခက်ခဲလာတယ်ချမ်းပင်အန်းကအရှိဘက်မှာရှိတဲ့လမ်းမငယ်လေးကိုတိတ်တဆိတ်ငေးကြည့်နေခဲ့တယ်
လမ်းပေါ်မှာလေတွေတိုက်ခတ်နေတဲ့အတွက်အဲ့ဒီလမ်းမကြီးကအဝါရောင်မြေကြီးတစ်ကောင်လိုထင်ရတယ်သူကဥတီရမဲ့မြေကြီးလက်တဆုပ်ယူလိုက်ပြီးလက်ဖွားပေါ်တင်ကဖြည်းဖြည်းလေးတက်ချလိုက်တယ်သူကအဘိုးအယောင်နဲ့အတူရုပ်ပတ်လည်မှာရှိတဲ့တောင်တန်းတွေပေါ်ကိုတက်ခဲ့ဘူးတယ်သူကပူစိန်တို့လေးတွေပေါက်ချုံးတွေနဲ့ပစ္စည်းမျိုးစုံထည့်ထားတဲ့လေးလံတဲ့အိတ်ကြီးတစ်ခုကိုတဲဆောင်ခဲ့ရတဲ့အဘိုးရဲ့အမိန့်တိုင်းရှောက်ခိုင်းရင်ရှောက်ရက်ခိုင်းရင်ရဲရတယ်ချမ်းပင်အန်ကမကြမြေကြီးတွေကိုမြည်ကြည့်ဖို့လဲလိုအပ်တယ်သူကမြေကြီးလက်တဆုပ်ယူပြီးပဆက်ထဲထဲကဝါပြီးအရသာခံကြည့်ရတဲ့အချိန်ကြာလာတဲ့အခါမှာလေ့ကျင့်မှုကပြည့်စုံခြင်းဖြစ်လာစေတယ်ချမ်းပင်အန်ကမြေကြီးကိုလက်ချောင်းလေးတွေနဲ့ကြိတ်ချစ်ကြည့်လိုက်ုံနဲ့မြေသားရဲ့သဘောတဘာဝကိုတိလာခဲ့တဲ့ရလက်အနေနဲ့ချမ်းပင်အန်ကဈေးထဲမှာရောင်းချနေတဲ့မိဖို့ကြီးတွေစီကထွက်လာတဲ့ပျက်စီးနေတဲ့ကျွေတဲ့ပိုင်းစတွေကိုတောင်မိဖို့ကထုတ်လုပ်တယ်ဆိုတာပြောပြနိုင်လာခဲ့တယ်အဲ့ဒီအပိုင်းစကိုပညာရှင်ကဖန်တီးထားခဲ့တယ်ဆိုတာကိုတောင်ပြောနိုင်ခဲ့တယ်အဘိုးအယောင်ရဲ့အကျင့်စရိုက်ကခေါင်းမာပြီးသဘောထားဆိုးတဲ့အတွက်သူကချမ်းပင်အန်ကိုမကြရိုက်နှက်ပစ်တင်ကျင်းမောင်းတတ်တဲ့ချမ်းပင်အန်ရဲ့စွမ်းရည်ကနေပါတယ်လို့သာအဘိုးယောင်ကတွေးထားခဲ့ပြီးသူ့ကိုအယူတယောက်ဖြစ်တာသတ်မှတ်ထားခဲ့တယ်။တစ်ချိန်လုံးကတော့ဒေါသထွက်နေတဲ့အဘိုးကြီးအောင်ကချမ်းပင်အန်ကိုတတော်ထဲမှာပစ်ထားခဲ့ပြီးမိဖို့ကြီးစီတယောက်တည်းပြန်လာခဲ့တဲ့အဲ့ဒီလူငယ်လေးကတောင်တလန်တိုင်းမိုင်ကျောက်ဆယ်လောက်လမ်းလျှောက်လာခဲ့ရပြီးမိဖို့ကြီးနာကိုရောက်လာတဲ့အချိန်မှာအတော်လေးညံ့နေပြီချစ်တယ်။အဲ့ဒီနေ့မှာမိုးရေတီးထန်စွာရွာသွန်းနေခဲ့တဲ့လူငယ်လေးကရွှံ့ရည်ထဲမှာပြိုင်တဲ့အိုင်လျှောက်လာခဲ့ရပြီးနောက်ဆုံးမှာတော့အဝေးမှာမီးအောင်နှဲငယ်ကိုတွေးလိုက်ရတဲ့အလွန်ကောင်းပါတဲ့လူငယ်လေးကတယောက်တည်းအသက်ရှင်နေထိုင်ခဲ့ရပြီးနောက်ပထမဆုံးချိန်ဖြစ်အော်ဟစ်ငိုယိုမိခဲ့တယ်။ဒါပေမဲ့အဲ့ဒီလူငယ်လေးကအဘိုးကိုလုံးဝပြစ်မတင်ခဲ့ဘူး။သူကဆင်းရဲနှံပါတဲ့မိသားစုကနေဆင်းသက်လာတာဖြစ်တယ်။သူကစာပေတင်ကြားနိုင်ခြင်းမရှိပေမဲ့စာအုပ်တွေထက်ကျော်လွန်နေတဲ့အမှန်တရားတစ်ခုကိုနားလည်ထားတယ်ဒီကဘာကြီးထဲမှာမိဘကလွဲရင်ဘသူကမှသူ့အပေါ်ကောင်းပေးဖို့တောင်းမရှိဘူးတစ်ဖက်မှာတော့သူမိဘတွေကစောစောတည်ဆုံးသွားခဲ့တယ်ချမ်းပင်အန်ကတွေဝေနေခဲ့တယ်ချမ်းပင်အန်ကိုကြည့်ရတာပြန်မဲ့ပုံမပေါ်တာကိုနားလည်သွားတဲ့အတွက်အဲ့ဒီလူကမျက်လုံးပြန်ဖွင့်ပြီးအပြုံးနဲ့ပြောလိုက်တယ်ကြီးပြားငါးပြားတဲ့လေကွာရောကြားဖြစ်ပြီးဒီလောက်တောင်ကဆေးနေနေတယ်မင်းကနောက်ပိုင်းအောင်မြင်မှာမဟုတ်ဘူးချမ်းပင်အန်ကမတက်မတာခံစားလိုက်ရတယ်ခင်များကအဲ့ဒါကိုမပေးတော့ဘူးလားအဲ့ဒီလူကပြုံးလိုက်တဲ့အချိန်မှာအဝါရောင်သွားတွေပေါ်လာခဲ့တယ်သူကပြောလိုက်တယ်တကယ်လို့မင်းသာနောက်ပိုင်းကလို့ပညာတတ်မဖြစ်ချင်ဘူးဆိုရင်ဒီကြီးပြားငါးပြားအကြောင်းကိုစဉ်းစားမနေနဲ့တော့ချမ်းပင်အန်ကတပြင်းချလိုက်တယ်သူကမောကြည့်ပြီးလေးလေးနက်နက်ပြောလိုက်တယ်တကယ်လို့ခင်များမှာငွေကြေးခက်ခဲနေတယ်ဆိုရင်ဒီကြီးပြားငါးပြားအကြောင်းကိုမေ့လိုက်လို့ရတယ်ဒါပေမဲ့အရင်ဆုံးအပေးယူတစ်ခုလုပ်မယ်နောက်ပိုင်းကျရင်တော့စာတစ်ဆောင်ကိုကြီးပြားတစ်ပြားပဲခင်များကဂတိဖြတ်လို့မရဘူးအဲ့ဒီလူကပြန်လှည့်ပြီးအပြုံးနဲ့ပြောလိုက်တယ်ကောင်လေးမင်းလိုသဘောထားမျိုးနဲ့နောက်ပိုင်းဒုက္ခလာတွေ့ဦးမယ်မင်းကရှေးစကားပုံတစ်ခုမကြားဘူးလားဆုံးရှုံးခြင်းဆိုတာကံကောင်းခြင်းတစ်မျိုးမင်းကအတေးအဖွဲဆုံးရှုံးမှုကိုတောင်လက်မခံနိုင်ဘူးဆိုရင်သူကကောင်လေးရဲ့လက်ထဲမှာကင်ထားတဲ့တဲတွေကိုကြည့်ပြီးခါရက်လိုက်တယ်သူကရွှွနှောက်နောက်လေတန်းနဲ့ဆက်ပြောလိုက်တယ်ဒါကကဘာမြေကြီးရဲ့ကံကြမ္မာကိုရင်ဆိုင်ရတယ်လို့မျိုးပဲချမ်းပင်အန်ကပြန်ပြောလိုက်တယ်ကျုပ်ကကြေးပြားငါးပြားကိုလိုချင်တယ်လို့ပြန်ပြောနေလို့လားဒါကတော့ဆုံးရှုံးမှုပဲမဟုတ်ဘူးလားအဲ့ဒီလူကအနှဲငယ်မျက်နှာပြတ်သွားခဲ့တယ်သူကဆိတ်ရှုပ်သွားပြီးသူ့ကိုမောင်းထုတ်ဖို့စူးစမ်းလိုက်တယ်ဝေးသွားစမ်းကွာသွားလိုက်တော့မင်းနဲ့စကားပြောရတာပင်ပန်းတယ်ချမ်းပင်အန်ကလက်တီးစုပ်ကိုဖြီးပြီးတဲတွေကိုလွတ်ချလိုက်တယ်သူကမတက်ရက်ပြီးပြောလိုက်တယ်တင်းငုတ်တို့ကတော်တော်ရေဆိုနေပြီးအဲ့ဒီလူကခေါင်းမောကြည့်ပြီးအပြုံးနဲ့ကျင်းမောင်းလိုက်တယ်မင်းကငါ့ကိုတင်ပေးဖို့လို့လားလူငယ်တွေမှာအပူစွမ်းအားတွေပြည့်နေတယ်မင်းကကိုသာပူစမ်းပါအဲ့ဒီလူကပြန်လှည့်သွားခဲ့တဲ့လူငယ်လေးရဲ့နောက်ကျောကိုကြည့်နေခဲ့ပြီးတော့သူကတယောက်တည်းကျင်းမောင်းနေတယ်လို့မျိုးပစက်ကနေတီးတိုးရီရွတ်နေခဲ့တယ်။ဘာကြောင့်မှမသိပေမဲ့ဒီနေ့ဆရာကြီးကတင်ကန်းစာစောပြီးခဲ့တယ်။ကျောင်းရဲ့အနောက်ဘက်မှာခြံဝန်းလေးတစ်ခုရှိတယ်။အဲ့ဒီခြံဝန်းလေးရဲ့မြောက်ဘက်မှာတော့ဝါတော်လေးစီဥတီနေတဲ့တစ်တာတာလေးတစ်ခုရှိနေတယ်။စုံကြည်ရှင်နဲ့အစေခံမလေးကရှေးဟောင်းတစ်ခါပင်ကြီးအောက်မှာပုံပြင်နားထောင်နေတဲ့အချိန်ကြားကစားဖို့ခေါ်တာကိုခံလိုက်ရတယ်။စုံကြည်ရှင်ကစိတ်မပါပေမဲ့သူတို့ရဲ့ကြားထိုးစွမ်းရည်တိုးတက်လာခြင်းရှိမရှိဆရာကြီးကတွေးကျင်နေရလို့အဲ့ဒီလူငယ်ကပြောခဲ့တယ်။စုံကြည်ရှင်ကစကားပြောဆိုခြင်းနဲ့ကိုဟန်မူရာအလွန်လေးနဲ့တဲ့ဆရာကြီးပေါ်ပြောမပြနိုင်လောက်တဲ့ခံစားချက်မျိုးရှိတယ်။သူကဆရာကြီးကိုလေးစားကြောက်ရွံ့နေတယ်လို့ပြောနိုင်တယ်။ဒါကြောင့်ဆရာကြီးကိုယ်တိုင်ခေါ်ခိုင်းလိုက်တဲ့အတွက်စုံကြည်ရှင်ကသွားရမှာဖြစ်တယ်။ဒါပေမဲ့သူကကျောင်းရဲ့နောက်ဘက်မှာရှိနေတဲ့ခြံဝန်းထဲကိုမသွားခင်ပုံပြောသမားရဲ့ပုံပြင်ဆုံးတက်တဲ့အထိစောင့်ရခဲ့တယ်။အစိမ်းရောင်ဝတ်စုံဝတ်ထားတဲ့လူငယ်လေးကအရင်ဆုံးသူနဲ့အတူလိုက်ခဲ့ဖို့ပြောခဲ့တယ်။စုံကြည်ရှင်ကိုနောက်ကျမှနေဖို့လဲသူကတတိပေးခဲ့တယ်။သူကတူညီတဲ့လေတန်းနဲ့ပြောခဲ့တယ်သူ့ဆရာကစီငင်းစည်းကမ်းတွေကိုအလေးထားဆုံးဖြစ်ပြီးစကားမတည်တဲ့သူတွေကိုသဘောမကျဘူးအဲ့ဒီချိန်မှာစုံကြည်ရှင်ကနားပိတ်ပြီးနားလေကြောင်းပြောလိုက်တယ်စုံကြည်ရှင်ကကြက်ကွေးကိုကြောင်းနောက်ဘက်ချမ်းစီခေါ်လာတဲ့အချိန်မှာလေပီလေညင်းတွေတိုက်ခတ်နေခဲ့တဲ့အစိမ်းရောင်ဝတ်ထားတဲ့လူငယ်လေးကတော့တောင်ဘက်မှာရှိတဲ့ထိုင်ကုန်လေးမှာထိုင်နေခဲ့တဲ့သူကခါးကိုမမတ်ထိုင်နေခဲ့တာဖြစ်တယ်
宋继兴ကစိန်ဝတ်လူငယ်လေးရဲ့မျက်နှာချင်းဆိုင်မှာထိုင်နေပြီးတောင်ဘက်ကိုလက်ကြည့်နေခဲ့တဲ့ဆရာချီကတော့အနောက်ဘက်မှာထိုင်ပြီးစကားတခုမှမပြောဘဲကြားထုတ်မှုကိုကြည့်နေတာဖြစ်တယ်။အစီခံမလေးချစ်ကွေးကတော့သူမရဲ့တခင်လေးနဲ့တခြားသူတွေကြားကစားတဲ့အချိန်တိုင်းဝါတော်ထဲမှာလမ်းလျှောက်ထွက်တတ်တဲ့သူမကစာတင်သား3ယောက်ကိုနောက်ဆက်ချင်းစိတ်မရှိဘူးဒီနေ့လည်းချွင်းချက်မရှိခဲ့ဘူး။ညုံငယ်လေးထဲမှာစာတင်သားမိသားစုဆိုပြီးတီးတက်မရှိဘူးဒါကြောင့်စာတင်သားတွေရှားပါတယ်လို့ဆိုနိုင်တဲ့ဆရာချီချမှတ်ထားတဲ့စီမီဟောင်းတွေရ宋继兴နဲ့အစိမ်းဝတ်လူငယ်တို့ကကြောက်တုံးတွေကိုခံမှန်းပြီးအနက်ရောင်ကြားစေးပိုင်ရှင်ကအရင်ချရမှာဖြစ်တယ်။宋继兴နဲ့သူရှိမှရှိနေတဲ့လူငယ်တို့ကရွယ်သူဖြစ်ကြပြီးတစ်ချိန်တည်းနီးပါးကြားထိုးပညာကိုစတင်သင်ယူခဲ့ကြတယ်။ဒါပေမဲ့宋继兴ကပါရမိပါပြီးညံကောင်းတဲ့သူရဲ့ကြားထိုးစွမ်းရည်ကလင်းမြန်စွာတိုးတက်လာခဲ့တယ်။ဒါကြောင့်သူတို့နှစ်ယောက်ကိုတင် जा ပေးခဲ့တဲ့ဆရာကြီးကလည်းသူ့ကိုပညာရှင်တယောက်လို့သတ်မှတ်ခဲ့တယ်။ဘသူပထမဆုံးချတဲ့နယ်ဆိုတာကိုခံမှန်းနေတဲ့ချိန်မှာ宋继兴ကကြားစေတစ်တာတွေကနေအဖြူရောင်ကြောက်တုံးလက်တဆုပ်ကိုယူလိုက်တဲ့အဖြူရောင်ကြောက်တုံးတွေရဲ့အရေးအတွက်ကပြောင်းလဲနေပြီးသူကတခြားသူတွေကိုပြသခဲ့ခြင်းမရှိဘူး။အစိမ်းဝတ်လူငယ်ကတော့အနက်ရောင်ကြောက်တုံးတစ်တုံးနဲ့တုံးကိုယူလိုက်တဲ့သူသားအဖြူရောင်ကြောက်တုံးကိုမှန်မှန်ကန်ကန်ခံမှန်းနိုင်မယ်ဆိုရင်အနက်ရောင်ကြားစေပိုင်ရှင်ကအရင်ချရမှာဖြစ်တဲ့သူသားပထမဆုံးချရမယ်ဆိုရင်အသာစီးရနိုင်တယ်။ပထမနှစ်ကြားကစားခဲ့တဲ့တော်တွင်宋继兴ကတပွဲမှရှုံးနေခဲ့ခြင်းမရှိဘူးသူကအဖြူရောင်ကိုယူအနက်ရောင်ကိုယူကိစ္စမရှိဘူးဒါပေမဲ့宋继兴ကကြားကစားဖို့အလွန်စိတ်ဝင်စားနေတာမဟုတ်ဘူးဒါကြောင့်သူကများမကစားတာဖြစ်တယ်တစ်ဖက်မှာတော့အစိမ်းဝတ်လူငယ်လေးကဘာရမီမရှိပေမဲ့ရွာကျောင်းလေးကကျောင်းသားတယောက်ဖြစ်တဲ့ပြင်စာရေးပေးရတဲ့ကောင်လေးတယောက်လည်းဖြစ်တယ်သူကနေရောညပါဆရာကြီးနဲ့အတူနေထိုင်ခဲ့ရတယ်သူကဆရာကြီးရဲ့ဘေးမှာထိုင်ပြီးကြားထိုးတာကိုကြည့်နေရရင်တော့အကျိုးမြတ်တော်လေးများတယ်ဒါကြောင့်အစိမ်းဝတ်လူငယ်လေးကအနက်ရောင်ကြားစေးနဲ့ကစားတဲ့အချိန်မှာရန်ဖန်ရန်ခါကန်ကောင်းပြီးအနိုင်ရတတ်တဲ့အခုလေသူကအနက်ရောင်ကြားစေးနဲ့ကစားမယ်ဆိုရင်宋继兴နဲ့ကစားပွဲကိုအနိုင်ရနိုင်မယ်လို့တွေးထားခဲ့တယ်သူရဲ့ကြားကွက်ပညာတိုးတက်မှုကထင်ရှားတယ်ဆရာကြီးကတော့အဲ့ဒီလိုပြောင်းလဲမှုကိုစကားတခွန်းမှမပြောခဲ့ဘူးသူကဘေးမှာရက်ပြီးကြည့်နေခဲ့တယ်宋继兴ကကြားစေးတစ်စိကိုယူတော့မဲ့အချိန်မှာဆရာကြီးကရုတ်တရက်ပြောလိုက်တယ်ဒီနေ့မင်းတို့နှစ်ယောက်ကကစားပွဲစိတ်မြင်ပြောင်းပြီးကစားရမယ်အဖြူရောင်ကစားသမားကအရင်ဆုံးစမယ်လူငယ်နှစ်ယောက်ကရှုပ်ထွေးသွားကြတယ်သူတို့ကအဲ့ဒီကစားပွဲကဘယ်ကစားပွဲဖြစ်တယ်ဆိုတာတေချာမသိခဲ့ဘူးဆရာကြီးကဖြည်းဖြည်းလေးပြောလိုက်တဲ့စီးမြင့်တွေကိုတေချာရှင်းပြလိုက်ပြီးနောက်မှာတော့အဲ့ဒါကရှုပ်ထွေးနေခဲ့တာမဟုတ်ဘူးသူကအနက်ရောင်နဲ့အဖြူရောင်ကြားစေးတွေကိုနေရာ၄ခုမှချထားခဲ့တယ်ဆရာကြီးရဲ့လှုပ်ရှားမှုတွေကကျွမ်းကျင်ပြီးချောမွေ့နေတဲ့အဲ့ဒါကမျက်လုံးထဲမှာအတော်လေးကိုမျက်စိပတာရှိလာတဲ့တာမန်စီးမြင့်တွေနဲ့သာရင်းနှီးနေတဲ့အစိမ်းဝတ်လူငယ်လေးကအဲ့ဒါကိုမြင်တဲ့အခါသူ့အတွက်သတင်းဆိုးတစ်ခုကြားလိုက်ရတယ်လို့ခန်းစားလိုက်ရတယ်သူကကြားကွက်ခုံကိုမင်းသက်စွာစိုက်ကြည့်နေခဲ့ပြီးနောက်ဆုံးမှာတော့ပြောလိုက်တယ်ဆရာဒါဆိုရင်သုံးလို့မရတဲ့နေရာတွေအများကြီးရှိနေမှာပေါ့宋继兴ကမျက်မှောင်ကျုပ်ပြီးခါကြာစဉ်းစားလိုက်တဲ့တိတ်မကြခင်သူ့ရဲ့မျက်လုံးတွေကဝင်းလက်သွားပြီးအနှဲငယ်စိတ်ပြေသွားတဲ့အမူအရာနဲ့ပြောလိုက်တယ်ဒီကြားကွက်ခုံရဲ့ပုံစံကပိုပြီးတော့တေးသွားပြီးတော့宋继兴ကမောကြည့်ပြီးအပြုံးနဲ့ပြောလိုက်တယ်အဲ့ဒါအမှန်ပဲလားဆရာကြီးကခေါင်းညိတ်ပြီးပြောလိုက်တယ်အမှန်ပဲ宋继兴ကမျက်နှာချင်းဆိုင်မှာရှိနေတဲ့လူငယ်ကိုမျက်ခုံးပင်ပြီးမေးလိုက်တယ်မင်းကိုအရင်ဆုံးနှက်ကွက်ချခွင့်ပေးရမလားမဟုတ်ရင်မင်းကတေချာပေါက်ရှုံးလိမ့်မယ်အဲ့ဒီလူငယ်ရဲ့မျက်နှာကချက်ချင်းပဲညီရဲသွားခဲ့တယ်သူနိုင်ရနိုင်တဲ့အရေးအတွက်တိုးမြင့်လာတဲ့အကြောင်းရင်းကိုကောင်းကောင်းကြီးသိထားခဲ့တယ်အဲ့ဒါကသူ့ရဲ့ကြားထိုးစွမ်းရည်တိုးတက်လာတာမဟုတ်ပဲ宋继兴ကြောင့်ဖြစ်တဲ့အဲ့ဒီနှစ်အတော်တွင်ကြားထိုးတဲ့အချိန်တိုင်းသူကခေါင်းထဲမှာရှင်းနေတယ်လို့ဖြစ်လာခဲ့တယ်သူကတော့အတော်လေးကိုပင်ပန်းလာခဲ့တယ်宋继兴ကသူ့ကိုအနိုင်ရစေဖို့ကစားပွဲတွေကိုအလွယ်တကူအလျှော့ပေးလိုက်တာပဲဖြစ်တယ်သို့မဟုတ်သူ့ကိုအရင်ဆုံးရွှေ့ခွင့်ပေးလိုက်တာကြောင့်ဖြစ်တယ်သူကအသာစီးရနေတဲ့အချိန်မျိုးမှာတောင်ပွဲလယ်မှာ宋继兴ကငကားဖို့တက်ဖို့အတွက်စွန့်စားမှုတွေလှုပ်ဆောင်ခဲ့တယ်ကြားထိုးတဲ့ပညာနဲ့ပတ်သက်လာရင်အလွန်ပါရမီရှိတဲ့宋继兴ရဲ့ပထမရွေးချယ်မှုကတော့ပျော်ရွှင်မှုသာဖြစ်တဲ့အစိမ်းဝတ်လူငယ်လေးကကြားစေးကုံပေါ်မှာပထမဆုံးကြားစေးလေးကိုချလိုက်တယ်သူကတော့အနိုင်ရှုံးကိုအလွန်လေးထားတယ်ဆရာကြီးကသူ့တပည့်ကိုကြည့်ပြီးပြောလိုက်တယ်အဖြူရောင်ကြားစေးကအရင်ဆုံးချနိုင်တယ်ပြီးတော့အစိမ်းဝတ်လူငယ်လေးကသူ့ရဲ့ကြားစေးကိုဖြည်းဖြည်းလေးဂယူးဆိုင်ပြီးချလိုက်တယ်宋继兴ကတော့သူ့ရဲ့ကြားစေးတွေကိုရင်မြန်စွာချနေခဲ့တယ်သူကစကားကွက်ကြီးတွေဖန်တီးပြီးသူ့ကိုလိုက်ပိတ်နေခဲ့တယ်သူတို့နှစ်ယောက်ရဲ့အခြေအနေကမိုးနဲ့မြေပမှာကွာခြားလွန်းလာတဲ့ကစားကွက်ရှစ်အဲတော်အတွင်းအစိမ်းဝတ်လူငယ်လေးကလုံးဝကိုရှုံးသွားခဲ့တယ်သူကခေါင်းငုံပြီးနှုတ်ခမ်းကိုတင်းစေထားခဲ့တယ်宋继兴ကစားပွဲခုံပေါ်ကိုလက်တင်ပြီးလက်နှစ်ဖက်နဲ့မေးစေးကိုထောက်ထားခဲ့တယ်သူကကြောက်စားပွဲကိုလက်နှစ်ချောင်းနဲ့ညင်သာစွာပုတ်နေပြီးကြားကွက်ခုံပေါ်ကိုစိုက်ကြည့်နေခဲ့တယ်ဆရာကြီးရဲ့စီးမြင့်ရသူတို့နှစ်ယောက်ကြားကစားတဲ့အချိန်မှာရှုံးတယ်လို့မပြောဘဲအရှုံးလို့သတ်မှတ်လို့မရဘူးနာရှုံးသွားပြီဆရာကြီးကသူ့တပည့်ကိုပြောလိုက်တယ်မင်းရဲ့စာရေးချတာတက်ကိုဆက်ပြီးလေ့ကျင့်အောင်ဒီကြားစေးတွေကိုရှင်းမနေနဲ့တော့မင်းကယုံဆိုတဲ့စကားလုံးကိုအကျဉ်း300ရေးရမယ်အစိမ်းဝတ်လူငယ်လေးကလင်းမြန်စွာမတက်ရက်လိုက်ပြီးယူရိုတေတေဥညွတ်ကထွက်သွားခဲ့တယ်လူငယ်လေးပျောက်ကွယ်သွားပြီးနောက်宋继兴ကတိုးတိုးလေးပြောလိုက်တယ်ဆရာလဲထွက်သွားတော့မှာလား
စံပင်ဖြူနဲ့ဆရာချီကပြောလိုက်တယ်နာက10ရက်အတွင်းထွက်သွားတော့မယ်စုံကြည်ရှင်ကအပြုံးနဲ့ပြောလိုက်တယ်ဒါဆိုရင်တော့ကောင်းတယ်ကျွန်တော်ဆရာကိုလိုက်ပို့နိုင်တာပေါ့ဆရာချီကခါကြတွေဝေးနေပြီးနောက်ဆုံးမှတော့ပြောလိုက်တယ်ငါကိုလိုက်ပို့ဖို့မလိုပါဘူးစွန်ကြည်ရှင်နောက်ပိုင်းမြို့အပြင်ဘက်ကိုရောက်သွားရင်စောင်းကြွကြွမနိုင်မိစိမ့်နဲ့မင်းကပင်မလန်ယွန်ချက်ဝိပျိုချင်းလက်တန်စင်တရားထိုင်ချင်းဆိုတဲ့အခြေခံစာအုပ်3အုပ်ကိုယူသွားနိုင်တယ်မင်းကအဲ့ဒီစာအုပ်ဒီကိုအကျဉ်းတရားဖတ်မယ်ဆိုရင်သူတို့ရဲ့အဓိပ္ပာယ်ကိုနားလည်လာလိမ့်မယ်မင်းကစာအုပ်1000ကျော်ဖတ်ပြီးသွားပြီဆိုရင်တော့နတ်တရားတစ်ပါးလို့စာရေးနိုင်လာလိမ့်မယ်မင်းကနောက်ပိုင်းမှာအဲ့ဒီစာအုပ်ရဲ့အစစ်အမှန်အဓိပ္ပာယ်ကိုလည်းသိလာလိမ့်မယ်အနှစ်သာရမမွန်တီနဲ့စီတီတောင်တန်းနဲ့ပင်လက်ဗျူဟာဆိုတဲ့စာအုပ်3အုပ်ကိုတော့အချိန်ရရင်ဖတ်ကြည့်နိုင်တယ်သူတို့ကမင်းရဲ့ခန်းဆောင်ချက်ကိုကောင်းလာစေနိုင်မှာပါစုံကြည်ရှင်ကအံ့ဩသွားပြီးအနေငယ်ရှက်ရွံ့သွားတယ်သူကရဲတင်းစွာပြောလိုက်တယ်ဆရာကိုကြည့်ရတာဒေခါနီးမှနေတယ်လို့မျိုးပဲကျွန်တော်ကအဲ့ဒီယာမျိုးနဲ့အသားမကျသေးဘူးဆရာကြီးကအပြုံးနဲ့တိုးတိုးလေးပြောလိုက်တယ်မင်းပြောတယ်လို့လည်းမဟုတ်သေးပါဘူးကဘာကြီးကကျင်းချင်းလေးပါနာတို့ကတနေ့နေ့ပြန်တွေ့ရဦးမှာပေါ့အဲ့ဒီဆရာပြုံးလိုက်တဲ့အချိန်မှာလေပီလေညင်းလေးတွေတိုက်ခတ်နေတယ်လို့ထင်မဲ့ရတယ်သူကရုတ်တရက်ပြောလိုက်တယ်ကျိုးရောင်စီကိုသွားပြီးနှုတ်ဆက်လိုက်ဦးစုံကြည်ရှင်ကမတက်ရက်ပြီးပြောလိုက်တယ်ဒါဆိုလဲကြားကွက်ခုံကိုရှင်းလင်းဖို့အတွက်ဆရာကိုပဲဒုက္ခပေးရတော့မယ်လူငယ်လေးကဝမ်းသာအားရအဝေးကိုထွက်ပြေးသွားခဲ့တယ်ဆရာချီကတော့ကြားစစ်လေးတွေကိုကောက်ယူလိုက်တယ်အဲ့ဒီຢာတွေကရှုပ်ထွေးပြီးအစီအစဉ်မကျသလိုထင်မဲ့ရပေမဲ့အမှန်တမ်းပြောရရင်တော့ပထမဆုံးအနက်ရောင်ဆေးပြီးတော့အဖြူရောင်ဆေးတွေကိုတင်လိုက်ဖို့တာလို့တဲ့သူကအဆုံးကြည့်ရှင်နောက်ဆုံးချထားခဲ့တဲ့အနက်ရောင်ဆေးကိုယူလိုက်ပြီးနောက်ကြားစစ်တစ်ခုမှမလွဲစေပဲအစီအစဉ်တိုင်းပြန်ထားနိုင်ခဲ့တယ်အစီကံမလေးချစ်ကွေးကဝါတစ်တော်တွေကပြန်ရောက်လာခဲ့တယ်သူမကတကားရဲ့အပြင်ဘက်မှာရက်နေပြီးခြံဝန်းထဲကိုချင်းမချခဲ့ဘူးဆရာချီကပြန်လဲမကြည့်ပဲအတန်တိုးတိုးနဲ့ပြောလိုက်တယ်ကိုဂယူးဆိုင်ပါရှင်ပလေးလန်းကြားလေးမှာကြီးပြင်းလာခဲ့တဲ့မိန်းကလေးကမျက်နှာပေါ်မှာရှုပ်ထွေးနေတုံရတယ်သူမကအားနေပြီးကြောက်လန့်တက်တဲ့နူးညံ့တိမ်မွေးပြီးတနာစရာကောင်းတယ်ပို့ချိန်မှာအလိုနူးညံ့တိမ်မွေးရဲ့ဆရာကအနှဲငယ်ဒေါသထွက်လာပြီးသူမကိုဖြည်းဖြည်းလေးလဲကြည့်လိုက်တယ်သူရဲ့မျက်လုံးတွေကအေးဆက်နေရဲ့အဲ့ဒီမိန်းကလေးကတော့မင်းတက်နေတုံးချစ်ပြီးပုံစံကအပြစ်ကင်းမဲ့နေတယ်ဆရာကြီးကမတက်ရက်လိုက်တယ်သူကမိန်းကလေးကိုကြည့်ပြီးခနဲ့တယ်လို့ပြောလိုက်တယ်အပြစ်သားတစ္ဆာဖောက်အဲ့ဒီမိန်းကလေးရဲ့မျက်နှာပေါ်မှာရှိနေရဲ့အပြစ်ကင်းစစ်မှုတွေကဖြည်းဖြည်းလေးပျောက်ကွယ်သွားတယ်သူမရဲ့မျက်လုံးတွေကအဖြည်းဖြည်းအေးဆက်လာပြီးနှုတ်ခမ်းထောက်မှာကြောက်စရာပြုံးတစ်ခုပေါ်လာတယ်သူမကပြန်ပြောလိုက်တယ်ရှင်ကကျမကိုဘာလုပ်နိုင်မှာလဲသူမကဆရာကြီးရဲ့မျက်လုံးထဲကိုတဲတဲစိုက်ကြည့်လိုက်တယ်ခြံဝန်းငယ်လေးရဲ့အတွင်းနဲ့အပြင်ဘက်မှာမြေမျက်လုံးတွေအချင်းချင်းစိုက်ကြည့်နေသလိုထင်မှတ်ရတယ်အဲ့ဒီမျက်လုံးတွေကအချင်းချင်းရန်သူတွေလိုစိုက်ကြည့်နေကြတယ်ထိုအချိန်မှာအဝေးကနေစွန့်ကြည့်ရှင်ကကြဲလောင်းစွာအော်ပြောလိုက်တယ်ချစ်ကွေးအိမ်ပြန်ကြဆိုကလေးမလေးကချက်ချင်းပဲအမူအရာပြောင်းလဲသွားခဲ့ပြီးတလေးတစားပြောလိုက်တယ်ကောင်းပါပြီသခင်လေးသူမကတတကားကိုဖြည်းဖြည်းလေးတွန်းဖွင့်လိုက်ပြီးဆရာကိုဖျက်ကျော်သွားခဲ့တယ်ခြေလန်းနှဲငယ်လျှောက်သွားပြီးနောက်သူမကပြန်လှည့်ပြီးဆရာကိုအယိုသေးပေးလိုက်သေးတယ်သူမရဲ့အတန်ကလာပါပြီးချစ်စရာကောင်းနေတယ်အချစ်ကွေးသွားပါတော့မယ်ဆရာကတပြင်းချလိုက်မိတယ်လေလိုင်းတွေကနှွေးထွေးနေပြီးဝါရက်တွေကလှုပ်ရှားနေရဲ့ကြည့်ရတာတန်စင်တစ်ခုဖန်တီးနေသလိုထင်မှတ်ရတယ်ခေါင်းပေါ်မှာစံထိုးထိုးထားတဲ့လူငယ်သားအိုသခင်လေးကဆိုင်ကိုရှင်းလင်းပြီးတပြင်းချလိုက်မိတယ်မြို့ထဲမှာနေထိုင်သူတွေကသူ့ကိုအကြောင်းပြချက်မင်းနေမဲ့သူကခေါင်းခါပြီးတည်းမဖြေခဲ့ဘူးသူစီမှာလက်ထပ်ပြီးစားအိမ်ထောင်ရင်းနဲ့ပတ်သက်ပြီးတွက်ချက်ဖို့ရောက်လာခဲ့ဘူးတဲ့မိမပြိုလေးကလည်းဒီနေရာကဖျက်သွားခဲ့တယ်ပုံမှန်မဟုတ်တဲ့လူငယ်သားအိုသခင်လေးရဲ့အပြုအမူကိုမြင်တဲ့အခါသူမကချက်ချင်းရက်လိုက်တယ်သူမကအတန်တိုးတိုးနဲ့မေးလိုက်တယ်ဒါပေမဲ့သူမရဲ့မျက်လုံးတွေကတော့ချောမောခန့်ရတဲ့လူငယ်သားအိုသခင်ရဲ့မျက်နှာလေးကိုသာစိုက်ကြည့်နေခဲ့တယ်လူငယ်သားအိုသခင်ကဘလို့ခံစားချက်မှမရှိပဲအဲ့ဒီမိမပြိုကိုလက်ကြည့်လိုက်တယ်သူကခေါင်းငုံပြီးအဝေးကိုလန့်ကြည့်လိုက်တယ်ပြီးတော့တနှွေးမျိုးချလိုက်မိပြီးထူးခြားစမ်းကြဲရဲ့တွက်ချက်မှုအကြောင်းကိုပြောပြလိုက်တယ်ဒီမဲ့ငါကကိုတွက်ချက်မိခဲ့တယ်တော်တော်လေးကိုကြီးမားတဲ့ကန်ဆိုးမှုတစ်ခုရောက်လာတော့မယ်